များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Horror Calling Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆ iam မတ်အေကန်ရေးသားထားတဲ့ဂီဟာဇလန်းလေးကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့ကျမတို့ရဲ့ channel လေးကိုစလိုက်ကြအောင်ပါရှင်အခန်းတစ်ခုလုံးမှာဆရာမကြီးလို့ခေါ်တဲ့ဒေါ်သက်ဝေကျော်ဆရာနေစာရွက်လှန်တန်းအပတိတ်ဆိတ်လျက်ရှိပါတယ်။အချိန်ကတော့ညနေ6နာရီထိုးပါပြီ။ရဲရဲအပြင်ပြန်လာတဲ့ချိန်ညနေ4နာရီကျော်တာကြောင့်ဒေါ်ခန့်ကအပြစ်တင်လို့ရဟန်ရှိပေမဲ့ဆရာမကြီးကမျက်နှာထားနဲ့တားမြစ်တာကြောင့်အခန်းဝမှာရှိတဲ့ဘီရိုများအနီးမှာထိုင်ကဖိုင်ရွဲတစ်ချို့ကိုစီရင်အကဲခတ်လျက်ရှိပါတယ်။စေကံမှာအင်းရဲ့အေကန်ကိုအလူမီနီယံခန်းစီတွေနဲ့ကာပြီးတော့ခင်းကျင်းပြင်ဆင်ထားခြင်းဖြစ်တာကြောင့်စေကံတစ်ခုရဲ့အဆောင်ရောင်နဲ့ပြည့်စုံစွာရှိပါတယ်။ရဲရဲတို့အဆောင်နဲ့ကက်လျက်နှစ်ထပ်တိုက်အသေးရဲ့အောက်ထပ်မှာတော့ဒေါ်သက်ဝေကျော်ရဲ့စေကံတောက်ဖွားကန်နဲ့မီးနေတဲ့များအတွက်အခန်းကျတစ်ခုရှိပြီးထမင်းစားကန်နဲ့ကက်ရမှာတော့ထမင်းချက်ဦးစောနဲ့စနီးနေဟန်တူပါတယ်။ပေါ်ရက်မှာတော့ဒေါ်သက်ဝေကျော်နဲ့ဒေါ်ခန့်တို့နေလိမ့်မယ်လို့ရဲရဲခံမှန်းနေတယ်။ခုနအပေါ့သွားစင်တော့အောက်ထပ်တစ်ခုလုံးရဲ့အခင်းကျင်းနဲ့တကားပေါက်တွေကိုသူမအလွတ်ကျက်ခဲ့ပြီးပါပြီ။ဘဝပေးချင်နေကြောင်းပညာကောင်းစွာမသင်ခဲ့ရပေမဲ့သူမကအလွန်မှတ်ဉာဏ်ကောင်းတဲ့သူဖြစ်တာကြောင့်နေရများလူများနံပါတ်များကိုတခါလောက်မြင်ဘူးရုံနဲ့တော်ရုံမမေ့တတ်တဲ့သူပါဒေါ်သက်ဝေကျော်ရဲ့စပွဲရှိမှာလူနာထိုင်ကုန်မှာကိုနောက်မိကထိုင်နေဆ iam မကြီးဆိုတဲ့အိမ်မျိုးသမီးကိုသူမစူးစမ်းလျက်ရှိပါတယ်ဖြူပွဲလှပတဲ့အသားရည်ကြစ်လက်တဲ့ကိုဟန်အနေထားနဲ့အကောင်စားမိတ်ကနှကန်းတွေကိုလိုက်ဖက်ကြနာစွာချဲ့တာထားကချီစာအင်းကြီးအနက်ခတူနဲ့ဓာကြီးပါတေးဆောင်ထမိန်ကိုတည်သက်စွာဝက်ပြီးသပင်ကိုနောက်တွဲထုံထားတဲ့အသက်50ဝန်းကျင်အိမ်မိန်းမကြီးကအလွန်ကြည့်ကောင်းပြီးအမူအရာနဲ့လှောက်ရှားပုံတွေကလည်းတက်ရက်ပြီးအထက်တန်းကြမှန်သိတာလာတယ်။သူမကိုတနေ့ရမှမြင်ခဲ့ဘူးလေလို့ထင်မိမဲ့ဘလူးမှအစားဖော်လို့မရတာကြောင့်အဲ့အတွေ့ကိုရဲနွယ်လွင်ရဲ့ခေါင်းထဲကနေထုတ်ပြလိုက်တယ်။ဒေါ်သက်ဝေကျော်ကရဲရဲရဲ့အထရာဆောင်အဖြေစာရွက်တွေလှန်လောကရဲနွယ်လွင်လို့နာမည်ထိုးထားတဲ့ဖိုင်တွဲအတွင်းကိုအချက်လက်တချို့ကိုကူရေးသွင်းလျက်ရှိပါတယ်။အိမ်နောက်ဖိုင်ကိုပိတ်လိုက်ပြီးရွှေကိုင်းမျက်မှန်ကိုကြော့ကသူမကိုတစ်ချက်လှမ်းကြည့်ရင်းနဲ့ပြုံးပြတယ်။ရဲနွယ်လွင်ဟုတ်လားအသက်က24နော်။သူမရဲ့အတန်ကဆူရှာတယ်လို့မဆိုသားပေမဲ့ဩဇာတက်ပြစ်ပြီးတစ်ဖက်လူကိုငြိမ်ကျသွားစေနိုင်တဲ့ဓာတ်တစ်မျိုးပါတယ်လို့ရဲရဲတွေးလိုက်မိတယ်။မိမအတန်ဒီထဲမှာအတော်ပဲထူးကြတဲ့အတန်မျိုးပါ။ဟုတ်ကဲ့။ကိုဝန်ကအားလုံးကောင်းတယ်နော်။ခလေးနေထားလဲမှန်တယ်။အဟာရပြေဝအောင်စားပါ။အေးရွာအောင်အိတ်ဖောလစ်အဆစ်ပေးထားမယ်မှန်မှန်တောက်နော်။ဆ iam မကြီးရဲ့အမှားကိုရဲရဲကောင်းညိပြီးလိုက်မှတ်နေလိုက်တယ်။ဂျူရိတ်ကလောလောဆယ်တော့ဩဂတ်15ရက်ပေါ့။အသေးရော့တော့မထားနဲ့အောင်နော်။ကိုဝန်ရှင်းလာမှပြောင်းရင်လည်းပြောင်းနိုင်တာပဲ။တမရရိုးရိုးမွေးဖို့အတွက်ဖောင်ထဲမှာဖြည့်ထားရနော်။ဟုတ်ကဲ့။ရဲရဲရဲ့ဒုံတီတီအဖြေကြောင့်ဒေါ်သက်ဝေကျော်ကမျက်လုံးလှန်ကြည့်ပြီးတော့ပြုံးတယ်။တမရအရက်အမောက်အလုံးထဲအနီတော့ပါပဲ။မအေးရကလေးပါ complication မှဖြစ်မလာဘူးဆိုရင်တော့ရိုးရိုးပဲမွေးပေးမှာပါ။နောက်မှမကြောက်ဘူးပေါ့။ဆ iam မကြီးရဲ့အမေကိုရဲရဲကနှကန်းလေးကိုအောင်ပြုံးရင်ကိုဝန်အောင်ရှိလာမှာပဲဆ iam မကြီးရဲ့နောက်မှကြောက်နေရအောင်မလားအမေနဲ့ပဲပြန်ဖြေပါတယ်ဒေါ်သက်ဝေကျော်ကအတန်ထွက်အောင်ရှိတယ်ဟဲတတိကဲလေးပဲအမကောင်းပါပြီခလေးအတွက်ရောဘာစီစဉ်ထားတာရှိသေးလဲရဲရဲရောရောင်ပြီးလိုက်ပြုံးနေရနေထမမထားတဲ့မိကွန်းကြောင့်ရှင်အဲ့လိုသာပြန်မေးမိရဲ့ဒေါ်သက်ဝေကျော်ကမျက်မှန်ကိုတစ်ချက်ပင်လိုက်ရင်အော်သမီးရဲ့အလောက်ကိုင်အမျိုးသားနဲ့မိသားစုမရှိဘူးဆိုတဲ့အခြေအနေအရာကလေးငယ်တယောက်ကိုအလောက်တစ်ဖက်နဲ့ပြုစုပြောထားမှုကမလွယ်ဘူးလေအဲ့ဒါကြောင့်ဘလို့စီစဉ်ထားလဲလို့မိတာပါတမျိုးမထင်ပါနဲ့ရဲနွယ်လွင်အန်တီအတွက်ကိုဝန်တဲ့တိုင်းဟာစောင့်ရှောက်ခံရဖို့ထိုက်တန်တဲ့သူတွေကြီးပါပဲဘလို့နီးနဲ့ကိုဝန်ရလာတယ်ဆိုတာထက်ဘလို့ safe ဖြစ်အောင်လုပ်ပေးနိုင်မလဲပဲအန်တီတို့ကဦးစားပေးရလေဟိုမွေးပေးပြီးရနဲ့ရော့အင့်ခလေးသွားတော့လို့လေလုပ်လို့မရဘူးလေဘလို့ရက်တီသွားမလဲဘလို့ sport လုပ်ပေးရမလဲဒါမျိုးလေးပေါ့ရှေ့လျားစွာနဲ့ရှင်းပြတယ်ရဲနွယ်လွင်ရော်ရဲရဲထိုင်နေရနေကိုမှတ်လိုက်တယ်ဒေါ်သက်ဝေကျော်ကိုမျက်လုံးချင်းဆိုင်ကြီးကတခွန်းချင်းပြောတယ်ကျမအရင်အလုပ်ပြန်မလုပ်တော့ဘူးအန်တီကျမမှာစုဆောင်းထားတဲ့ငွေအရင်နည်းနည်းရှိပါတယ်ကျမအဝတ်စားလဲကြနာနာချုပ်တော့ပါတယ်အလုပ်ပြောင်းမယ်လို့ဆုံးဖြတ်ပြီးတနန်းနေတေချာတက်လာခဲ့တယ်ရန်ကုန်မဟုတ်တဲ့နေဘတ်တစ်ခုမှာအခြေချပြီးတော့ခလေးကိုစောင့်ရှောက်မှာပါကျမလိုဘွားမျိုးမရောက်ရအောင်တတိချာချာစားတင်ပေးပြီးကောင်းကောင်းကျွေးမွေးပြုစုမှာပါအဲ့ဒါကျမအစီအစဉ်ပါပဲအန်တီနဲ့ဖုန်းပြောတုန်းကကျမတေချာလေးထည့်ပြောထားပါရဲ့ရှင့်ရဲရဲစီယာနေပြတ်သားရေးဖြစ်ကြောင့်ဒေါ်သက်ဝေကျော်ပြုံးလျက်ထိုင်ရထားပြီးစပွဲကိုပတ်ရှာလာပြီးသူမနောက်ကရွှေ့ပြီးတော့ပခုံးကိုဖြစ်ညှက်လိုက်ရင်နဲ့ခလေးကသမီးတစ်ချိန်အဖအလုပ်လုပ်ခဲ့ရဲဆိုတာသိရင်တိတ်ငင်နေမှမစိုးရိမ်ဘူးလားကွယ်ဘယ်ကလေးမှငါအမေကတစ်ချိန်ကဒါမျိုးပါလားဆိုတာသိရင်ခေါ်ယူနေမှမထင်ဘူးဖအေးလည်းမရှိပဲကြီးပြင်းလာမှာဘလောက်တောင်ခက်ခဲလိုက်မလဲမတနာဘူးလား
အတန်တူတူနဲ့ဆိုရယ်ညှော်လက်မထားတဲ့စကားတွေကိုကြားလိုက်ရတာကြောင့်ရဲတကူလုံးတောင်းတင်းပြီးခိတ္တဆွန့်အားသွားမိတယ်ကျနာတရားကြီးမားလှစွာနဲ့ဂေဟာဖွင့်ကုသိုလ်ယူလျက်ရှိတဲ့အမျိုးသမီးတွေဘက်ကနေရဲရက်တီပါတယ်ဆိုတဲ့ပညာတတ်အမျိုးကောင်းသမီးဆရာဝန်မကြီးတယောက်ကဘလို့ရည်ရွယ်ချက်နဲ့သူမလိုမျိုးခိုကိုးရမယ်ကိုဝန်ဆောင်တယောက်ကိုဒီလိုမျိုးပြောထွက်လေသူမစဉ်းစားလို့တော့မှမရနိုင်အောင်ဖြစ်နေသူမမတက်ထားရပြီးတော့တက်ဝေကျော်ကိုမျက်နှာချင်းဆိုင်လိုက်တယ်အန်တီဘလို့စိတ်နဲ့ခုလိုပြောထွက်လိုက်တယ်ဆိုတာတော့ကျမနားမလည်နိုင်ဖြစ်နေကျမတို့ကဒီလောက်လေးအနှိမ်ခံလိုက်ရတာမထူးဆန်းပါဘူးဒါပေမဲ့အန်တီအနေနဲ့အဲ့လိုပြောထွက်တာတော့ထူးဆန်းတာမှန်ပဲကျမချင်းနှစ်ဖက်လက်နှစ်ဖက်နဲ့အုံနောက်ကောင်းနေသည်၍ကျမကလေးကိုကျမမစွန့်လွတ်ဘူးကျမမစားရရင်နေပါစေကျမမဝေးရရင်နေပါစေကျမကလေးတော့ပြည့်စုံကျမကြိုးစားမှာပါကျမတက်နိုင်တော့အားလုံးပြီးမှာအဲ့ဒါအောင်မှတစ်ချိန်ကျတိတက်လာလို့အမေကငါ့ကိုဖာတယ်မလုပ်ရင်ရခဲ့တာဆိုပြီးကျမအပြစ်တင်လဲကျမခံပါမယ်စာကောင်းကောင်းမဖတ်ခဲ့ရတော့ကျမခံယူချက်ကမှန်ချင်မှမှန်ပါလိမ့်မယ်ဒါပေမဲ့ခိုင်မာရရှင်မပြောင်းလဲပါဘူးရဲအတန်ပုံမှန်ထက်အနှဲငယ်မာလာတာကြောင့်ဒေါ်သက်ဝေကျော်မျက်နှာလဲပြီးကော်ဖီစပွဲသွားပြီးကော်ဖီတစ်ခွက်ကိုဖြောနေတယ်။ဒေါ်ခန့်ကလွတ်လပ်စာရေးရက်ပြီးမိထွက်မတက်စူးရှားတဲ့ညလုံးနေနဲ့ရဲနွယ်လင်းပြောနေတဲ့ပုံကိုလက်ပိုင်ရင်ကြည့်လျက်ရှိတယ်။ရုပ်ကြီးတက်မာသွားတဲ့အခြေအနေကြောင့်မိမိထပြန်တင်ပြီးလို့သူမဆုံးဖြတ်လိုက်ပြီးစပွဲပေါ်မှောက်ခါတင်ထားတဲ့ဖုန်းကိုသူမလှမ်းယူလိုက်တယ်။ကျောဘက်ကနေဒေါ်ခန့်ရှီယာတစ်ချက်လှမ်းကြည့်လိုက်ပြီးဒေါ်သက်ဝေကျော်ကော်ဖီဖြောနေရဘက်ကိုလှည့်ပြီးသူမဆက်ပြောတယ်အန်တီတို့အနေနဲ့ကျမကလေးကိုမွေးပြီးတော့ပြန်ခေါ်တော့မှမို့အဆင်မပြေဘူးယူဆိုင်ကျမမနေ့ပြန်တရားပြောင်းပေးပါမယ်ကျမအားမနာပါနဲ့ရပါတယ်ကလေးတော့မပေးခဲ့နိုင်ပါဘူးရဲစကားကြောင့်ဒေါ်သက်ဝေကျော်ကော်ဖီဖြောနေရနေစက်ကနေတုံပြီးတော့လှည့်ကြည့်သူမလိုဆရာဝန်မကြီးတယောက်ကိုဘာမဟုတ်တဲ့ခြာတိမ်မှကက်ကက်လည်းပြန်ပြောနေအောင်ခံပြင်းဟန်ရှိပေမဲ့မျက်နှာမှာတော့မပေါ်အောင်ပြုံးလျက်သာရဲကိုကြည့်ရနဲ့စိတ်လျှော့ပါမပါရဲ့ထိုင်မအောင်အန်တီကသမီးရောကလေးပါအဆင်ပြေအောင်အကြံပေးရပါဒါပေမဲ့ရှေ့ဆက်သွားမှာသမီးတို့ကိုယ်တိုင်မဲလိနော်သမီးဆုံးဖြတ်ချက်အန်တီကလေးစားမှာပေါ့နှိမ်ကြလဲအကြောင်းမရှိပါဘူးကွယ်အန်တီတို့လည်းမိမသားရီပဲကိုစိတ်အေးထားအားရှိအောင်စားပြောအောင်နေနော်အန်တီတို့ကလိုအပ်တဲ့ဆောင်းရှောက်မှုအကုန်ပေးမှာပါဟုတ်ပြီလားညင်သားစွာဆိုပါရယ်ဒေါ်သက်ဝေကျော်ရဲ့ရည်တန်းချုံလင်းသားရလှပြီးမဲ့ရဲစိတ်ထဲမှာကြောချမ်းစပွဲကောင်းတယ်လို့သာထင်မိရဲ့ကျမစိတ်မဆိုးပါဘူးကျမလက်ခံပေးရအောင်မှကျေးဇူးတင်နေရပါဒါပေမဲ့နှစ်ဦးနှစ်ဖက်ညှိနှိုင်းရခက်နေရင်တော့အားလုံးအဆင်ပြေအောင်တစ်မျိုးစဉ်းစားမှာပဲလေမဟုတ်ဘူးလားရဲပြောရင်းနဲ့သူမပတ်စံအိမ်လေးကိုခေါင်းကနေရှူကလွှဲလိုက်တယ်ကျမအခန်းပြန်လို့ရပြီလားအန်တီသူမရဲ့လှုပ်ရှားမှုမှန်သမျှကိုမျက်တောင်မခက်စရန်လိုက်ကြည့်လျက်ရှိနေတဲ့ဒေါ်သက်ဝေကျော်ကပြုံးပြီးရပါပြီသမီးအပြင်သွားထားတာဆိုတော့နားတော့နော်ဂနိုင်ပါနှုတ်ဆက်ပါတယ်သူမလည်းဟုတ်ကဲ့လို့သာတခုံဖြင့်ခေါင်းငုံကလှည့်ထွက်ခဲ့တယ်အပြင်ထွက်ဖို့အတွက်အခန်းတကားဖွင့်ပြီးကင်ထားတဲ့ဒေါ်ခန်းကိုခေါင်းတစ်ချက်ညှိပြကခတ်တုတ်ထလာလိုက်ပြီးလက်ဆက်တဲ့လေကိုသူမတဝရှူသွန်းလိုက်တယ်။အပြင်မှာတော့မှောင်နေပြီးညက်စစ်မီအလင်းအောင်ကြောင့်သူမတို့အဆောင်ထဲတစ်ဝိုက်ကထိန်ထိန်လင်းလျက်ရှိပါတယ်။အခန်းနေရှာနေဖြတ်ရှောင်ရင်တက်ချိုရှာမိတယ်။အခန်းတကားပိတ်ထားတာကြောင့်ခောက်မဲ့အပြူဘေးကကလေးမတယောက်ကခေါင်းကိုက်ပြီးအိတ်နေရဲဆိုတဲ့အမူအရာနဲ့ပြတာကြောင့်သူမမနှိုးတော့ပဲအခန်းရှိရာစီဆက်လျှောက်လာခဲ့လိုက်တယ်တော့ဖွင့်ပြီးတော့အခန်းထဲဝင်မီးတွေဖွင့်လိုက်ရင်အိယာဘေးရပရင်းနဲ့ခေါင်းရင်းပရင်းကိုပါသူမဖွင့်တယ်လက်ဆက်တဲ့လေးကအခန်းတွင်ကိုမြေသင်းနှံလေးကိုပါတည်ဆောင်လာတယ်အိယာဘေးပရင်းပေါက်ကကျရင်တော့ရေကန်များရှိရာရေချိုးဆောင်လှမ်းပြီးတော့မြင်ရတယ်အမျိုးသမီးညအဝတ်တွေရှော့ဖွင့်နေအောင်လှမ်းပြီးတွေ့တာကြောင့်လူရှိရောရေသွားချိုးမယ်လို့သူမတွေးလိုက်တယ်ကိုဝန်တယ်ရဲ့အဖော်ပါလာတဲ့မိန်းမတွေဖြစ်လိမ့်မယ်ဝိရှော်ဆက်နှလုံးခေဟာထားပေးရဆိုပေမဲ့အများစုကတော့လက်နဲ့သာရှော့ဖို့ကြဟန်တူတယ်အင်တာနက်လိုင်းကိုဖွင့်ပြီးတော့အီဆွေကို Viber နဲ့လှမ်းပြီးနှုတ်ဆက်လိုက်တယ်။ခုနတိတ်ရိုက်ယူခဲ့တဲ့ဒေါ်သက်ဝေကျော်ရဲ့ဘီးတစ်စောင်းပုံအီဆွေစီပို့ပြီးတော့မြင်ဘူးလားလို့မိတယ်။အီဆွေကတော့လိုင်းဖွင့်ထားမတူတက်လိုက်တွေ့မှာပဲလို့သူမတွေးပြီးဖုန်းကိုအိယာချင်းမှာအားသိမ်းခဲ့လိုက်ပြီးတော့အဝတ်ချုပ်ထမင်းရင်ရှာတပတ်ချုံပြီးသူမရေချိုးကန်ပတ်ကိုရှောက်ခဲ့တယ်။ရဲရဲ့အခန်းတွေ့ရနေထွက်ဖို့အတွက်အဆောင်ဘက်ကိုရှောက်သွားတာကိုဒေါ်ခန့်ရဲ့မျက်စိတစ်စုံလိုက်ကြည့်ပြီးတကားကိုပိတ်လိုက်တယ်။စပွဲကုံနောက်မှာရှိရဲ့တရေစုံလေးပေါ်ခြေကိုချိတ်လက်ပိုက်ထိုင်ပြီးတော့သူမကိုစိုက်ကြည့်လျက်ရှိနေတဲ့ဒေါ်သက်ဝေကျော်ရှိမှသူမရလိုက်တယ်။ကျမအသေးတွေရလိုက်တာဆရာမကြီးတော်တော်သီးခံနေရတယ်မလွယ်ဘူးထင်တယ်။နောက်တစ်ယောက်ရှာမလား။ဒေါ်ခန့်ရဲ့အမေကိုဒေါ်သက်ဝေကျော်မျက်လုံးလှန်ကြည့်ဖြင်းညင်းစွာဖြစ်။အသားတကြီးတော့ပေးမှာမဟုတ်ဘူး။အရင်ကသူ့လျှောက်လာကြည့်ပြီးတကောင်ကြွမို့လို့တခုခုဆိုရင်နောက်ကျောင်းရှင်းနေဆိုပြီးထင်ထားလေ။အခုကကားသမားနဲ့ရင်းနှီးနေပြီဆိုတော့ပျောက်သွားရင်ရှာမှာပဲဟိုကကြည့်လို့တာပေါ့။လက်လျှော့လိုက်လို့တော့မဖြစ်ဘူး။နောက်တစ်ခါဒီလောက်တိုက်ဆိုင်မှမလွယ်ဘူးမွေးနဲ့တူမွေးနဲ့တူကနောက်တစ်ခုကလည်းစိတ်လောက်ရှာတဲ့ဟန်နဲ့ခေါင်းတဆက်ဆက်ညိနေတဲ့ဒေါ်ခန့်ကိုစပွဲပေါ်လက်ထောက်ကစီစီကြည့်သူမဆက်ပြောတယ်
နောက်တစ်ခုကငါ့ကိုတပုံရိုက်သွားတယ်အဲ့တော့အခုလိုက်တော့တနည်းနည်းနဲ့အိတ်ဖုန်းရအောင်ရှုခဲ့ဒေါ်တော့ဝေကျော်ရဲ့စကားဆုံးမှာဒေါ်ခန့်လေပါဇက်အဟောင်းသားနဲ့အန်အော်ဘီခြာကနေလှည့်ပြီးအပြင်ခတ်တုတ်တုတ်ထွက်သွားတယ်စတီးဖလားလေးနဲ့ရေချိုးဆက်ပြားရဲ့မျက်နာတစ်ဆက်ပြားတော်တိုက်စီသဘွတ်တန်ထိထားတဲ့ချင်တော်လေးကိုအုတ်ကန်ရဲ့ဘောင်ပေါ်မှာတင်လိုက်ရင်းနဲ့သူမကိုကြည့်လျက်ရှိနေအမျိုးသမီးတွေကိုရေးရေးလေးပြုံးပြနှုတ်ဆက်လိုက်တယ်တူကတော့သူမနဲ့တခန့်ကျော်မိုးဆိုးမအညာသူမလေးရဲ့မိခင်ဖြစ်ပြီးနောက်တူကတော့တောင်စွန်းကန်ကစိတ်ကျမ်းမာရေးမကောင်းရှာတဲ့ကြားနေအာရမပြုတ်ကျင့်ခံရတာကြောင့်ကိုဝင်ရပြီးတော့ဂေဟာကိုရောက်လာတဲ့မိနီဆိုတဲ့ကလေးမလေးရဲ့အတော်ဖြစ်ပါတယ်ရဲရဲကိုခင်မင်လုံဟန်ရှိရဲ့အမျိုးသမီးတွေကရင်ရှားထားတဲ့သူမကိုကြည့်ကအသားရည်အလွန်လှကြောင်းချီးမွမ်းကြတယ်အမျိုးသမီးတွေကရဲရဲကိုထမင်းစားပြီးပြီလားလို့မေးကြတာကြောင့်ရေချိုးပြီးမှမြင်ရင်လဲစားမယ်မမြင်ရင်လဲကြက်ဥပဲပြုတ်စားလိုက်တော့မယ်လို့သူမဖြေတာကြောင့်သဘောကျပြီးတော့ရည်ကြတယ်ရှစ်နိုင်ချုံရင်စပိုးဆောင်ပိတ်ပြီလေဒီညတော့ကြက်ဥနဲ့ over တင်ပဲစားလိုက်တော့မယ်လို့သူမတွေးပြီးရေအေးကိုကိုပေါ်ခတ်ပြီးတော့လောင်းချလိုက်တယ်အတန်ကြာလောင်းချိုးပြီးရေကန်ဘေးကိုထိုင်ချပြီးဆက်ပြတိုက်မယ်ပြုမျိုးသမီးနှစ်ဦးကအဝတ်စလားတွေရွက်ပြီးတော့ပြန်မယ်ပြုနေရနေစောင့်ပေးရမလားလို့သူမကိုမေးကြတယ်ရတယ်သွားရဲရဲလဲဖြေလိုက်တယ်မိမိရဲ့ခံကိုလှမ်းပြီးတော့မြင်နေရတဲ့ပြင်မီးလဲလင်းနေရကြောင်းအပြန်ချော်လဲဖို့လည်းမပူရတဲ့အတွက်ရေစိုးထမိန်နဲ့သူမကိုစောင့်ပေးနေကြမှအားနာတာကြောင့်ပါအမျိုးသမီးများထွက်သွားကြပြီးအဆောင်စင်းကြံပေါ်တက်သွားတော့ကိုသူမလိုက်ကြည့်ဆက်ပြတိုက်နေလိုက်တယ်သူမကြောက်တဲ့ရေကန်ကြီးများနီးမှာကြံခဲ့တဲ့အဖြစ်ကိုတွေးမိပြီးဖြန်းကနေချက်သိမ်းထားမိပေမဲ့ငကိုကမကြောက်တတ်တဲ့သူဖြစ်တာကြောင့်မိမိကိုရေးမိလိုက်သေးတယ်။လေကအိတ်ခနဲ့တစ်ချက်ဝေပြီးတော့တိုက်တာကြောင့်မြ мян လက်ဆတပိုးသူမလေးအုတ်ကံပေါင်းအားပြုတ်ပြီးထမျက်နှာတစ်ဆက်ပြောင်အနှဲငယ်ညှိယူပြီးမျက်စိစုံမိပြီးပုတ်လိုက်တယ်။မျက်စိကိုမှိတ်ထားတဲ့အချိန်သူမရဲ့နားထဲမှာတချင်းတန်တစ်ခုကိုကြားမိတယ်လို့ရှိတာကြောင့်ခိတ္တငြိမ်ပြီးနားကိုဆွန့်ထားလိုက်တယ်။သမီးလေးရဲ့အိပ်ပါကွယ်မမေပုံပြောမယ်စားဝဲပေါ်ရဲ့ရမကွက်မောင်သူရနေတဲ့မောင်သူရလေးရွယ်ရောက်လာအမေကိုခွင့်ပန်ကဆွေမျိုးရှာဖို့သူစွန်စားလို့တော့တူးရနေကြပြီးပီတာစွာကြားလာတဲ့သားချော့တီးရဲ့တန်းကြောင့်ရဲရဲတယောက်ကြောက်ရွံ့လာတောင်းတင်းပြီးမျက်စိမိတ်လျက်ပဲကြောက်နေနောက်မှတတိဝင်ပြီးတော့မျက်နှာကိုအညံရေလောင်းချပြီးဘေးဘီဝဲရောက်လှည့်ကြည့်အတန်တော့တိတ်သွားပြီမီးထင်ထင်လင်းနေတဲ့ရေကန်ကြီးနှကန်စောင်းနေလှမ်းထားတဲ့အဝတ်တန်းနေခက်လန်းလန်းချန်စီကိုအနီးကတရက်ပင်နေမီးအောင်နဲ့မြင်နိုင်သမျှနေရာအထိသူမဆူဆိုင်ပြီးကြည့်ပေမဲ့ဘယ်သူမှမရှိဘူးညတော့ဆုံးမှောင်နေပြီသွေးရိုးသားရိုးမဟုတ်မှန်သူမနားလေလိုက်တာကြောင့်ရေကိုခက်မြန်တပွမ်းပွမ်းလောင်းချပြီးလက်ဆတက်လိုက်တယ်ရေလဲထမဲကိုလဲဝဲနေတဲ့အချိန်သူမရဲ့ကြောဘုံကိုတစုံတစ်ခုတောက်ခနဲ့လာမှန်တယ်ရဲရဲ့နောက်ကိုလှည့်ပြီးတော့မိမိကိုလာမှန်တဲ့အရာကောက်ကြည့်လိုက်တယ်တစ်သားစားလေးတစ်ပေဟာနေလက်ဆက်ခုတ်ထားတယ်လို့လက်နဲ့စစ်ခန့်တစ်သားစားကလေးပါလက်ဆက်ချိုတင်တဲ့ရနံကြောင့်တစ်သားစားလေးကိုသူမနမ်းကြည့်လိုက်တယ်ဆနကူနဲ့ဆနကူပင်ဟာတစ္ဆာဒီခြံထဲမှာတပင်နဲ့တော့ဆနကူပင်မရှိတော့ဘူးလေအခုတစ္ဆာဘယ်ဟာလာလဲဘသူပေါက်လိုက်တာလဲသူမမကြောက်တတ်ပေမဲ့အချင်းတွေကတော့ပုံမှန်မဟုတ်တော့တဲ့အတွက်တစ်သားစားလေးကိုခြံနောက်ဘက်လှစ်ပစ်ပြီးစက်ပြချင်းနဲ့ရှိခွက်ယူပြီးတော့အဆောင်ရှိရာခတ်တုတ်ပြန်လာခဲ့တယ်အခန်းရှိရောက်ရေချိုးကန်နေရှိရပဲသူမလှမ်းကြည့်လိုက်တဲ့ချိန်အစွန်ဆုံးရေကန်ဘေးရဲ့အနှဲငယ်အရေးကြနေတဲ့နေရာကနေတစုံတစ်ယောက်ကသူမလှမ်းကြည့်လျက်ရှိတာမြင်လိုက်ရတယ်လူလုံးလူဖမ်းမကွဲပြားပေမဲ့ရောထမိန်အနက်ရောက်အနားလေးကိုတော့သူမမြင်ပြအောင်မြင်လိုက်တယ်မျက်စိကိုစုံမဲချပြီးတော့ပြန်ဖွင့်ကြည့်ရကအဲ့နေရာဗလာနဲ့ထိအထိတ်တလန့်ဖြစ်မှုမလုံးမချုံခံစားမှုစိတ်ရှုပ်ထွေးမှုတွေကြောင့်သူမခေါင်းတွေတောင်မှကိုက်တက်လာတယ်တကားကိုဖွင့်ပြီးအတွင်းကနေပြန်ပိတ်ပြီးတော့ဂရင်ပေါ်မှာသူမလေးခြေပြက်လက်ပြထိုင်ချလိုက်တော့တယ်မျက်လုံးတွေကိုခစ်တမိတ်ပြီးစိတ်ကိုတင်းညောင်သူမကြိုးစားလိုက်တယ်ဒီကေဟာမှာသူမဆက်နေဖို့အတွက်အဆင်မပြေတော့ဘူးကေဟာပိုင်ရှင်ရဲ့ပြောဆိုဆက်ဆံပုံတွေဘဝင်မကြတဲ့ပြင်မကျွတ်မလို့အချောက်လန့်နေရလဲရှိပုံပေါ်တယ်စိတ်မတုံမတန်နေရမှာထက်ဆိုင်တော့ထူးမြတ်ကိုအကူကြီးတောင်းပြီးတော့ညောင်ရွှေမျိုးတွေမှာဖြစ်စီအိမ်လေးငှားပြီးနေတော့မယ်လို့သူမဆုံးဖြတ်လိုက်တော့တယ်အတွင်းနေချိန်နေချိန်ခလေးရဘိုက်တရားနေကန်တာကြောင့်သူမလည်းဘိုက်ကိုပုတ်ပြီးတော့ချော်တယ်ဒါဘိုက်စားလို့လားအမေကြက်ဥပြုတ်လိုက်မယ်နော်အင်ကြီးဝက်လိုက်အောင်မယ်ခဏသူမအဝတ်စားဝတ်မယ်လို့ထိုင်နေဖုန်းအားပြည့်မပြေကြည့်ဖို့အတွက်အာသွင်းကျိုလှမ်းဆွဲလိုက်တယ်အာသွင်းကျိုကဖြတ်ခနဲပေါ့ပြီးတော့ပါလာတယ်ဖုန်းမရှိတော့ဘူးသူမပါဇက်အဟောင်းသားနဲ့အန်အော်ပြီးဂရင်အောင်များကြသလားလို့ငုံမိရှာတယ်အထားများမှားလေသလားလို့တခါလုံးလှန်လောပြီးတော့အစားနာတော့ရှာမတွေ့တော့ဒီယုံမလာခင်ရောက်မှဝယ်ခဲ့တဲ့ဖုန်းအသစ်မို့နှမျောမိရဆိုတာထက်ဘသူကညာဘဲချင်းဝင်လိုက်တယ်လေလို့သူမမတွေးတတ်အောင်ပဲအန်အော်လှတယ်ဖွင့်ထားခဲ့တဲ့ဗရင်းတကားနှစ်ပါးလည်းသူမရေချိုးရနေရနေမြင်နေတာကြောင့်ဗရင်းကနေဝင်ပြီးတော့ခိုးချင်တော့မဖြစ်နိုင်ဒီလိုဆိုရင်တောက်ဖွင့်ပြီးတော့သာဝင်ရမယ်တော့မိမိရေချိုးရနေရယူခဲ့ခြင်းပြတာကြောင့်တခြားဘသူစီမှာတော့ရှိအောင်ပါလေဖ
ဖုန်းထပ်ပို့ပြီးတော့လွယ်တယ်ငွေသားအသင့်ပါလာတဲ့ပစံကိုခေါင်းပေါ်မှာခြေရလက်ရတာမပြတ်ဘူးရဲနွယ်လွင်တောက်တစ်ချက်ကိုပြင်းပြင်းခောက်ပြီးကိုဝန်တဲ့ဝတ်တဲ့တီရှပ်ခေါင်းကိုခေါင်းကနေဆွတ်ချလိုက်တယ်စပင်ကိုမြင်းမီးဆုချီပြီးပစံကိုလွယ်ပြီးတော့အခန်းတကားကိုဆေးပြီးဒေါ်ခဲရဲ့ရုံးကမ်းဘက်ရှိရာစီခြေလန်းကျကျနဲ့ထွက်လာခဲ့တယ်ည7 နာရီထိုးဖို့အတွက်15မိနစ်သာလိုပါတော့တယ်မိဘမပိတ်ခင်မှာရှင်ရွေးတဲဖို့ညလေစာအစာပြေအတွက်ညစာကနေပိုရှန်တဲ့အစားအသောက်တွေတောင်းယူဖို့စသဖြင့်အကြောင်းမျိုးမျိုးကြောင့်အဆောင်ရှိမှရှိတဲ့လူတော်တော်များများစပူဆောင်ရောက်နေတဲ့အတွက်အခန်းနေရာလေးတကားပိတ်ထားတာများတယ်။နေစီလာစီဖြစ်နေတဲ့စိတ်ကျမ်းမာရေးမကောင်းရှာတဲ့မိနီတယောက်သာကတဲ့မော်မှာငုတ်တုတ်ထိုင်ပြီးအယုတ်တယုတ်နဲ့အလုတ်ရှုပ်လျက်ရှိပါတယ်။ရဲနွယ်လွင်ကစင်းညံတစ်ချောင်းခြေတန်းလောအောင်ထင်းခတ်တတ်ရှောက်ခဲ့တယ်။ဒေါသစိတ်လှုပ်ရှားမှုခံပြင်းမှုတန်တရားတို့ကြောင့်သူမရင်အစုံနေလိုက်ညံလိုက်လှိုက်ဖို့လျက်ရှိတယ်။မိနီခန်းရှာနေအဖြစ်သူမကိုပြူးကြောင်ကြောင်နဲ့လိုက်ကြည့်နေရကြနှက်ခမ်းပေါ်လက်တင်ကရှုခနဲ့အတန်ထွက်ရင်တိတ်တိတ်နေဖို့အတွက်အချက်ပြလိုက်တယ်။မိနီကသူမအမူအရာအတိုင်းအတူခိုးကရှူးလို့ပြန်လို့ပြတယ်။ရေရဲကမိနီကိုပြုံးပြနှုတ်ဆက်ခဲ့ပြီးဒေါ်ခန်းရဲ့ရုံးခန်းဘက်ကိုဆက်ပြီးတော့ရှောက်ခဲ့တယ်။ဖုန်းပြောက်တဲ့ကိစ္စဒေါ်ခန်းနဲ့ရှင်ဖို့မူလရည်ရွယ်ချက်ဖြစ်ပေမဲ့ရုံးခန်းကမီးမောင်ချထားပြီးတကားပိတ်ထားတာကြောင့်သူမတွေ့ဝေသွားတယ်။ဒေါ်ခန်းဟိုဘက်တိုက်မှာညစာစားနေတော့မယ်။ဝန်ထမ်းများနဲ့ဒေါ်ခန်းတယောက်သာဆရာမကြီးနဲ့အတူထမင်းစားလေးရှိပြီးကျန်တဲ့လူတွေကအဆောင်ဒီကိုဝင်တဲ့များနီးတူစပိုးဆောင်မှသာစားကြတာကိုရဲနွယ်လင်းသိပြီးသားဖြစ်တယ်လေအခန်းအဆောင်ကိုပတ်လျှောက်ခဲ့ပြီးတော့စေကန်းရှိရာနှစ်ထပ်အိမ်ဘက်ကိုသူမကိုစောင်းပြီးတော့ချောင်းလိုက်တယ်ဒေါက်တာဝေကျော်ရဲ့လန်ခရူဇာအမျိုးအစားအဖြစ်အောင်ကားကတိုက်ရှိမှရပ်ထားလျက်ပါပရင်းနေပိတ်ထားတာကြောင့်အောက်ထပ်မှာလူရေးလူရောင်မမြင်ရပေမဲ့အခန်းစဉ်မီလင်းနေအောင်ကြည်ကျင်အဖြစ်အောက်ထပ်မှာညစာစားနေကြဟန်တူတယ်ဒေါက်ခန်းရုံခန်းရဲ့အမောင်ရိပ်ကိုခိုးပြီးတော့ရုံခန်းအဝင်တကားရှိရာကိုသူမပြန်လျှောက်လာခဲ့တယ်။ပတ်ဝန်းကျင်ကတော့တစ်ချက်ထထအော်တက်တဲ့ပစင်းရင်ခွဲတန်းနဲ့စပိုးဆောင်ကလေတင့်ပြီးတော့လွင့်လာတဲ့စကားပြောတန်တချို့အားလွဲပြီးပကတိငိမ့်သက်လျက်ပါ။ရုံခန်းနဲ့အခုလိုမျိုးခိုးဆောင်ခိုးဝက်ဝင်ဖို့အတွက်ကြိုးစားခြင်းကတင့်တော်ပါရဲ့လားလို့သူမလည်းတကားပေးနိုင်ရမှာကက်ကစဉ်းစားရင်းနဲ့နေလိုက်တယ်။သူမတတ်တာတစ်တက်တဲ့ချင်းအောင်စပြီးသူတစ်ပါးပစ္စည်းပိုင်နှက်ကိုရှောင်လို့တော့မှမပြတ်မှားခဲ့ဘူး။သူတစ်ပါးလင်သားကိုမသိလို့ကြိုက်မိတာကိုပင်ကိုယ့်အပြစ်ကိုခံမယ်လို့သူမလည်းနောက်ဆုတ်ပြီးတော့လက်လွတ်ခဲ့တာ။အိုးတင်းလို့တော့ငါ့ဖုန်းလာခိုးသွားသေးတာပဲ။ငါဖုန်းကပြန်လာရှာတာ။သူမတွေးလိုက်တယ်။မိမိရဲ့ဖုန်းထဲမှာဒေါ်တက်ဝေကျော်ရဲ့ဓာတ်ပုံမှတစ်ပါးတခြားလူချင်းစပွဲဘာမှမရှိဘူး။ဒေါ်တက်ဝေကျော်မှာဓာတ်ပုံရိုက်ယူခြင်းကိုလက်မခံနိုင်မိမိကိုချက်ချင်းတားမြစ်လိုက်လို့ရပါလျက်နဲ့ဖုန်းကိုခိုးယူခြင်းကတော့ကြီးမားတဲ့တစုံတရာကိုဖုန်းကွယ်လက်စဖြောက်လို့ခြင်းလို့သူမနားလည်ထားလိုက်တယ်။အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကဘေးဘီဝဲရာကိုတစ်ချက်အကဲခတ်ပြီးတော့အလူမီနီယံရှော့တကားကိုသူမလေးကြိတ်ပြီးတော့တွန်းလိုက်တယ်။တကားမပွင့်ဘူး။သူမအကြံအိုက်ပြီးခစ်တာလေးညိတ်နေ။အဲ့နောက်တတိယရဲဟန်နဲ့သူမပစံရီကိုဖွင့်ပြီးစပင်းကိုထိုးတဲ့ယူရီးယားကလီကလေးတစ်ချောင်းစမ်းပြီးတော့နှိုက်ယူလိုက်တယ်။တကားတော့အိမ်နဲ့အလူမီနီယံပြားမျက်နှာပြင်ကနေလိုင်းဖော်ထားတဲ့နေရာကျနေလက်မဝက်ခန့်လိုင်းလျာကလစ်ကိုဖြောင်းဆန်းပြီးရှုပ်သွင်းပြီးတော့မောင်နေရာကိုသူမဆန်းတယ်။တော်တော်နဲ့မရတာကြောင့်သူမချွေးပြန်လာတယ်။ဒီနေရာတစ်ချိန်ဟာသူမစီလာဖို့တဲ့ဧည့်သည်ကြောင့်တင်ပေးခဲ့တဲ့နေပါ။စပိုးဆောင်ဘက်ကနေစကားတန်နေကြတာကြောင့်သူမလည်းငုတ်တုတ်ထိုင်ချပြီးလမ်းဘက်ကိုလှမ်းကြည့်လိုက်တယ်။မိမလေးကအဆောင်ပြန်လာနေပြီ။ရဲနွယ်လွင်ကကျွတ်ခနဲရီယူပြီးတော့အိမ်ကိုအာယုံဆိုင်ပြီးဖွင့်တယ်။မျိုးသမီးတွေရဲ့ဓာတ်မီအောင်တဝင်းဝင်းကတော့အဆောင်သားနီးလာတဲ့အတွက်သူမနာကိုပင်ဝေးကြလာပြီ။ရှေ့ဆုံးကမိမအဆောင်စင်းကြပေါ်တက်ရင်ဓာတ်မီအောင်သူမရှိရာစီထိုးတော့မှာ။သူမနှစ်ဖူးကစီးကြလာတဲ့ချွေတွေကိုလက်ခုံနဲ့ပုတ်တော့လိုက်တယ်။နောက်ဆုံးချိန်အနေနဲ့သူမကလစ်လေးကိုလှည့်ပြီးတော့ကြိုးစားလိုက်တယ်။6 ခနဲနဲ့တော့မောင်ပြုတ်တာနဲ့တပြိုင်နက်တည်းရဲနွယ်လွင်ရှော့တကောက်တကူစားတွန်းဖွင့်ပြီးအတွင်းကိုလှစ်ခနဲဝင်ပြီးတကားကိုပြန်ပိတ်လိုက်တယ်။အမျိုးသမီးတွေရဲ့ဓာတ်မီအောင်ကတော့တကားပိတ်နဲ့ကွက်တီပဲမှန်ပေါ်လက်ခနဲထိုးကြလာတာ။အဲ့နောက်ဆိုင်ရအခန်းတွေတကားဖွင့်နေကြတဲ့အတန်စကားပြောတဲ့အတန်သူမကြားနေရတယ်။အတွင်းနိုင်ငံကိုမှီပြီးတော့စိတ်ကိုငြိမ်သက်အောင်သူမလေးအသက်ကိုရှူသွင်းရှူထုတ်ခပ်ပြင်းပြင်းလုံရင်းနဲ့ကြိုးစားနေရတယ်။တမနစ်ခန့်ငြိမ်နေရင်မီးမောင်ချထားတဲ့အခန်းတွင်းမှာမျက်စိကျင်သားရစေဖို့သူမလိုက်ကြည့်တယ်။လာဇန်14ရက်လကတော့ကောင်းစွာမလင်းဘူးဆိုပြီးမဲ့အခန်းတွင်းမှာပိမ့်ပိမ့်နေအောင်တော့မှောင်မနေဘူး။ကိုကြီးပေးလျက်ရှိတယ်။ဒီအခန်းတွင်းကိုတစ်ခါသာရောက်ဖို့ရဆိုပြီးမဲ့ပရိဘောဂါရီရဲ့အထားအသွင်ကိုသူမမှတ်မိတယ်။ခလုံးမတိုင်မိစေဖို့တတိထိုင်နဲ့ဒေါ်ခန့်အလှစပွဲရှိရာစီသူမအသာချင်းကပ်ခဲ့တယ်။စပွဲမှာတစ်ဖက်ကအန်ဆွဲနှလုံးစီရှိပြီးအားလုံးကတော့တက်ခတ်ထားတာကြောင့်သူမစိတ်ပြက်လက်ပြက်နဲ့ဒေါ်ခန့်ထိုင်တဲ့ကလတ်ထိုင်ပေါ်ထိုင်ချလိုက်တဲ့ချိန်စပွဲပေါ်မှာဖိုင်တစ်ထက်တွေ့တာကြောင့်သူမလှန်လောပြီးကြည့်တယ်။အဆောင်မှာရှိတဲ့ကိုဝန်တယ်ရဲ့စေးမှတ်တမ်းတွေပါ။ညနေကဆီယမကြီးရဲ့စီကန်တွေကိုဒေါ်ခန့်ယူလာပြီးတဲ့သူမရဲ့ဖိုင်ကအများနဲ့မတူလိမ်မွန်အောင်ဖြစ်နေအောင်တတိယရာကြောင့်သူမအောက်ဆောင်ကလိမ်မွန်အောင်ဖိုင်ကိုဆွဲထုတ်လိုက်တယ်။ရဲနွယ်လွင်လို့ဖောင်းဆိုင်ကြီးကြီးနဲ့နာမည်ထိုးထားတဲ့ဖိုင်ကိုသူမလှန်လောပြီးကြည့်တယ်။
သူမရဲ့သွေးစစ်ချက်အဖြေတွေအထရာဆောင်းဖြေတွေအပြင်စာရွက်တစ်ထပ်ပါထပ်ပြီးတော့တွဲထားတာကြောင့်သူမလှမ်းကြည့်တယ်။သူမကေဟာကိုလာနေဖို့အတွက်ရှောက်လွှာတင်ထားတဲ့စာရွက်တွေပါ။မွေးတက်ဂရီရဲ့ဘေးမှာအမှန်ချစ်ပြပြီးဗုဒ္ဓဟူโอเคလို့စော့ပန်အနီနဲ့ရေးထားတယ်။ဖုန်းစပြောတဲ့အချိန်ကသူမကိုဘာနဲ့သမီးလဲလို့ဒေါ်တော့ဝေကျော်မေးဘူးတာလေသူမအမှန်ရမိတယ်။နောက်ထပ်စာရွက်တွေမှာစော့ပန်အနီနဲ့မိသားစုမရှိ KTV မှာအလုပ်လုပ်ရေးစားနဲ့ပြည့်စဲပြီးစသဖြင့်သူမစီကနေမေးခဲ့ပူတဲ့ကိုကြီးအချက်လက်တွေကိုစော့ပန်အနီနဲ့မှတ်ချက်သဘောရေးသားထားတာကိုလည်းတွေ့ရတယ်။တခြားကိုဝန်တယ်ရီယာဖိုင်မှာကျမ်းမာရေးနဲ့ဆိုင်တဲ့စစ်ချက်တွေမှာအပဘာမှတ်ချက်မှမပါဘူး။မတင်မကျစိတ်နဲ့ဖိုင်တွေကိုပြန်ထပ်ပြီးနိုင်ရန်နာရဲ့မီးစောင်းလက်တံတွေသူမလှမ်းကြည့်လိုက်တယ်။6မိနစ်ရှိပြီ။ဖုန်းကိုဘယ်ဟာစရှာမလဲ။သူမအကြံအိုက်နေတဲ့အချိန်မှာပြလဲလဲပစင်းရင်ခွဲလေးတစ်ကောင်သူမရဲ့ရှေ့မှာလူလားပြန်ဝဲပြီးလက်ခုံပေါ်လာပြီးတော့နားတယ်။ဗရင်တကားများပိတ်ထားပါလျက်ဘယ်ကနေဝင်လာတယ်လဲလို့သူမတွေးပြီးလက်ကိုခါပြီးမောင်းလိုက်တယ်။ငတိလီကပြန်ထွက်မသွားပဲလက်ခုံကနေသူမလက်ညှိုးလေးပေါ်ရွေ့ရတာနေတယ်။ခုံနောက်ကဗရင်တကားကိုဖွင့်ပြီးသူ့အပြင်ထုတ်မယ်လို့သူမအသားလေးထားလိုက်တယ်။ထိုင်ကုန်အနောက်ကိုရွှေ့နောက်ကိုကပ်ပြီးတော့ထပ်ပြီးပုံလာတဲ့ဖိုင်တွဲတွေကိုထိမိတာကြောင့်သူမရင်စိုးကန်ရှိရဲ့ဖိုင်တွဲအထက်ကြီးပြိုကျသွားတယ်။ရုတ်တရက်အတန်ထွက်သွားတာကြောင့်ရဲနွယ်လင်းရောင်ရမ်းပြီးရှူးရှူးလိုတော့မှအတန်ထွက်မိတယ်။ဘသူများကြားသွားမလဲလို့သူမခိတ္တငြိမ်ပြီးနားဆွင့်တယ်။ဘာသာမှမကြားတဲ့အတွက်သူမဖိုင်တွဲတွေကိုပြန်ထပ်ဖို့အတွက်ကုန်းပြီးတော့ကောက်တယ်။ခုနကပစင်းရင်ခွဲလေးကတော့ဖိုင်တွဲအထက်ရှိရာနောက်ကနေရာမှာကပ်ပြီးတော့နားနေ။ဟောနေရတမျိုးလားတီယိုလားတီတိုးဆိုပြီးတော့သူမရဲ့လက်တစ်ဖက်ကိုနေရာမှာထောက်ပြီးကျန်တဲ့လက်တစ်ဖက်နဲ့တတဝါလေးကိုဖမ်းယူဖို့ပြန်တယ်။အဲ့ဒီအချိန်မှာကျွေကနေပတ်တာတန်နဲ့အတူသူမလက်ထောက်လိုက်တဲ့နေရန်ကအတွင်းကိုလေးလက်မခံကြုံဝန်းသွားတယ်။ရင်းတွေလည်းလန့်ပြီးတော့လက်ကိုရုပ်လိုက်ပြီးမှရှေ့ကိုတိုးပြီးနေရန်ကိုစမ်းကြည့်တယ်။အံဝတ်တကားတစ်ခုဘာများလဲလို့သူမခတ်တိုးတိုးရေရုပ်ပြီးဝင်ပေါက်တကားဘက်ကိုတစ်ချက်လှမ်းကြည့်တယ်။အဲ့နောက်အံဝတ်ကိုအနှဲငယ်အားသုံးပြီးဆွဲထုတ်လိုက်တယ်။တပေကွဲပတ်လေခန့်ရှိပြီးတော့နေရန်တစ်ဖက်မှာရှိတဲ့စာအုပ်စင်နဲ့တညီရဲမြုပ်ထားတဲ့တိုင်ပုံထဲမှာပတ်တာနှစ်ချက်နဲ့ထည့်ထားတဲ့အံဝတ်ကတဝက်ကအပြင်ကိုရောက်လာတယ်။ရဲနွယ်လွင်ဒူးထောက်ထိုင်ရာနေထပြီးဒေါ်ခန်းရဲ့စပွဲပေါ်မှာဓမီရလူရညာရှာတယ်။ဓမီမရှိပေမဲ့ LED မီးပါတဲ့စပွဲတင်နာရီလေးကိုတွေ့တာကြောင့်ခလုတ်ဖွင့်ပြီးတော့ခေါင်းဝန်းစားနဲ့ပတ်လိုက်တော့မီးအောင်ကမြင်ရယုံသာလင်းပြီးဖြာထွက်မလာတော့။ခေါင်းဝန်းကိုမတင်ပြီးအန်ဆွဲရဲထည့်ပြီးအတွင်းကိုသူမကြည့်တယ်။ဆေးမှတ်တန်တချို့ကျိုးနဲ့စီးနှောင်ထားတဲ့အထုပ်ထုပ်ဓာတ်ပုံတချို့နဲ့ကတိပါအနီစားနဲ့ပတ်ထားတဲ့တပေခန့်ရှိမြောမြောအရာတစ်ခုရုံမှုကလေးတစ်ပူစတာတွေဖုန်ဒီအလင်းလေးတက်လျက်ရှိတယ်။သူမဆေးမှတ်တန်ထုတ်ကိုယူပြီးကြည့်လိုက်တော့အပေါ်ဆုံးရဲ့စာအုပ်အဖုံမှာမတ်စောမြတ်ဝေအသက်24နှစ်လို့ရှိထားတယ်။ကျိုးကိုဖြီးဖို့ခက်ခဲတဲ့အတွက်အပေါ်ဆုံးစာအုပ်လေးကိုခောက်ပြီးအထုပ်အတွင်းကနေရှုပ်ထုတ်လိုက်တယ်။ကျန်တဲ့စာအုပ်တရားလည်းနာမည်တူနေအောင်ကြောင့်ပြန်ချထားလိုက်ပြီးအဲ့ဒီတအုပ်ကိုပဲသူမယူလိုက်တယ်။ဓာတ်ပုံကတော့အစိုးပြန်နေတဲ့အတွက်ကွက်နေပြီ။ဆယ်ပုံခန့်အနက်ပလတ်စတစ်လောင်းထားတဲ့တပုံသားအကောင့်ရှိရာကြောင့်သူမမီးထိုးပြီးကြည့်လိုက်တယ်။အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးတို့အင်းရိုးရာအဝတ်စားတွေနဲ့ပွဲတော်တစ်ခုမှရိုက်ထားတဲ့ပုံမှာမိမ2ယောက်အနက်1ယောက်ကတော့တော်ခမ်းဖြစ်ဟန်တူတယ်။ကျန်တဲ့1ယောက်ကိုမြင်လိုက်ရတဲ့အချိန်မှာရင်းရွယ်လွင်ခေါင်းတစ်ပန်းတွေထူပူလာပြီးဓာတ်ပုံကိုယ်တော်မှလှုပ်ချလိုက်မိတာ။စနကူးပင်အောင်ကခလေးအမီလီယာရိုးရာဝတ်စုံနဲ့ပကတိရိုးသားစွာပြုံးရည်လျက်ပါ။သွေးရဲမျက်နှာညီညွတ်ညွတ်စံတူကလေးကတော့ခေါင်းမောက်အောက်ကနေအဖျားထွက်ရုံ။သူမဖျားလို့ရှိရပြီးတော့ဓာတ်ပုံကိုပြန်ပြီးကောက်လိုက်တယ်။ယောက်ျားငယ်ငယ်တယောက်မှလည်းအဲ့မိန်းမငယ်ရဲ့အဖော်အဖြစ်နဲ့သူမအိမ်မက်ထဲမှာမြင်မှတ်ခဲ့တဲ့သူပါ။ချောမောပြီးတော့နှစ်လိုစပွဲအိမ်ဆောင်တွေကိုလူမားစရာအကြောင်းမရှိဘူး။သူမဓာတ်ပုံကိုစေးစာအုပ်ကြားညှက်လိုက်ပြီးဂရီဘာထုတ်ကိုဖြည့်ကြည့်တယ်။စင်စွယ်ရိုးတက်ထားတဲ့အသွားရိုးတပေခန့်ထိတ်ဦးကြုံငွေတမြောင်တစ်လက်ကကာလာရှည်ကြားမတိုက်မချွတ်သိမ်းဆဲထားတာကြောင့်အယောင်မှိန်ထွက်ပြီးတော့ပေါ်လာတယ်။သူမထုတ်ကိုပြန်လိုက်ပြီးအန်ဆွဲရဲပြန်ထည့်တယ်။နောက်ဆုံးအနေနဲ့ရုံမှုလေးကိုသူမဖွင့်တယ်။မွေးကင်းစကလေးတငယ်တွေကိုခမဲပေးဖို့အတွက်ဆင်လေးရှိတဲ့ချူပါတဲ့ရွှေလက်ကောက်လေးနှစ်ကွင်းနဲ့ကက်ကလေးတစ်ကက်သူမကက်ကလေးကိုဂိုင်းကြည့်လိုက်တယ်။ပပသမီးလေးရောက်လာရင်ဆင်ပေးလိုက်နော်မိမတို့သားမီးကိုချစ်တယ်။မောင်တေးတက်တဲ့လေရင်နဲ့ရေးထားတာကိုသူမတွေ့ရတယ်။မင်းနေရအစိုးပြန်နာကြောင့်ကွက်ဆပြူနေပြီ။ဝမ်းနေခြင်းဂယုနာသက်ခြင်းစာနာခြင်းထိတ်လန့်ခြင်းအဲ့လိုတွေရောပြုတ်နေတဲ့ခံစားချက်ကြောင့်သူမမျက်ရည်တွေလဲပြီးတော့တုံ့ရင်လာတယ်။အဲ့ချိန်စကားပြောတဲ့လူမျိုးကြားတဲ့အတွက်သူမရွံ့ဘူးပိတ်ပြီးတော့ပြန်ထက်ဓမီကိုမှိတ်ပြီးစပွဲကုံအောင်မှာကိုဝတ်ထားလိုက်တယ်။အခန်းပြန်မှာတော်ခန့်ကတစုံတယောက်နဲ့စကားပြောနေရတဲ့တကောက်ဆွဲဖွင့်လိုက်တယ်။ဟဲ့တခက်ခဲရလုံးမကြောက်ဘူးဘလို့ဖြစ်ပါလိမ့်။တော်ခန့်ရဲ့အတန်ကြာရင်းတွေလွင်အသက်တောင်မရှူဝန်းတော့လူကိုမကြောက်ပြီးမဲ့ရုံးကန်းနဲ့ခိုးဝင်တယ်လို့လက်ပူးလက်ချက်မိမှာတော့သူမစိုးရင်လှတယ်လေ။အခုဆိုရင်သူတို့တွေလျှို့ဝှက်ထားတဲ့အရာကိုသူမအစဆွဲထုတ်မိပြီမို့သိသွားခဲ့ရှိတော့မိမိရဲ့အသက်ဆက်ပြေးရှင်မှုတော့မှမလွယ်တော့ဘူးလို့သူမတွေးမိတယ်။
ကိုဝန်ဆောင်ဝတ်တဲ့အတွင်ကန်ကဘိုက်ပေါ်ရဲ့ထိခါမြင့်ဖြစ်တာကြောင့်အပြင်ထုတ်ထားတဲ့စီးစာအောင်နဲ့တပုံချုကိုဘိုက်ရှိကိုသူမထိုးထည့်လိုက်တယ်။ဒေါ်ခန်းကတော့အခန်းထဲဝင်မလာသေးဘူး။အပဝိုက်ရက်ပြီးဦးထီကိုစကားပြောလျက်ရှိတယ်။အတန်အုပ်နဲ့ပြောနေရကြောင်းအသေးချမကြပေမဲ့လော့ဖြီယန်နဲ့ဖုန်းဆိုင်ဆိုတဲ့စကားလုံးတွေပါတာကြောင့်စခရင်လော့ချထားတဲ့မိမိဖုန်းကိုစိုင်ပို့ပြီးတော့လော့ဖွင့်မှုဖြစ်မယ်ဆိုတာသူမတွေးလိုက်တယ်။ဒေါ်တော့ဝီကျော်ပုံဘလို့အတွက်ကြောင့်များရိုက်ယူတယ်ဘသူစီကိုပို့တယ်စသဖြင့်သိဖို့အတွက်စူးစမ်းနေကြပုံပဲ။ဒေါ်ခန့်မီးများမဖွင့်လိုက်ပါစေနဲ့လို့သူမလည်းစူတောင်းရင်အသက်မထွက်အန်ကိုကြိတ်ထားရင်နဲ့အန်ဝှက်ကိုအတွင်းကိုပြန်သွင်းတယ်။အန်ဝှက်နေရတဲ့ကြောင့်ဝင်သွားတဲ့ချိန်ကွက်တီပဲဒေါ်ခန့်လည်းအခန်းမီးကိုဖွင့်လိုက်တယ်။သူမစပွဲရဲ့အန်ဆွဲနှစ်ဖက်ကြားကိုကြုံဝင်ရင်ဖျားကြနေရပြီ။ဒေါ်ခန့်အခန်းကိုတစ်ချက်ဝေးကြည့်လိုက်ပြီးအနောက်ကိုလှည့်ပြီးအေးလာပြီခဏဆောင်လမ်းပြောတယ်။မီးပိတ်ပြီးထွက်ခါနီမှဘာစိတ်ကူးပေါက်လဲမသိစပွဲရှိရာပြန်လျှောက်လာပြန်တယ်။ရဲနွယ်လင်းကသွားပြီးလို့တွေးပြီးဖြစ်သမျှရင်ဆိုင်ရန်သာတွေးထားလိုက်တယ်။ဒေါ်ခန့်လေးခြေတန်းကစပွဲတစ်ဖက်မှာရက်သွားပြီးဖျို့ဖျဲကြနေတဲ့ဖိုင်တွေအထက်ကိုကြည့်ပြီးဖိုးဝါတော့တကယ်ပါပဲ။ရေရွရင်နဲ့စပွဲကိုဘက်ကလာမယ်ပြင်စင်အပြင်ကနေမခန့်မြင်မြန်လားဆရာမကြီးဖုန်းခေါ်နေ။ဦးထီရဲ့အတန်ကိုကြားလိုက်ရတယ်။ဒေါ်ခန့်ရဲ့ခြေတန်းအခန်းဝါပြန်ထွက်သွားတယ်။အဲ့နောက်သူမအခန်းပြန်ထွက်ပြီးဖုန်းဖြေနေတဲ့အချိန်ဦးထီကမီးကိုမိပြီးတကားကိုဆွဲပိတ်လိုက်တယ်။အခန်းပြန်ကနေသူတို့ရဲ့ဖုန်းပြောနေတဲ့အတန်ကြီးကြားနေရတယ်။မိမိရှိမရှိသွားကြည့်ရင်တော့ခပ်ပြီးအောင်မဲလို့တွေးပြီးရဲနွယ်လင်းစပွဲအောက်ကနေထွက်ပြီးဗရင်ပေါက်ရှိရာလေးဘက်ထောက်သွားပြီးကြက်ကိုလှမ်းဖွင့်လိုက်တယ်။အပေါ်ကြက်ထိုးမထားအောင်ဗရင်ကအလွယ်တကူပွင့်သွားတယ်။အဝင်တကားဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးခါဆောင်ခတ်ဗရင်ကိုသူမလည်းတင်ပလွင်လွှဲပြီးတော့တက်လိုက်တယ်။ဗရင်တစ်ဖက်ကိုအောက်ကနေမြေသားတော့အတွင်ထပ်ပို့ပြီးတော့နှိမ်တာကြောင့်သူမတရက်ခန့်ရှိမယ်။သူမလည်းမျက်စိအစုံမှိတ်ပြီးအာယုံကိုစူးစမ်းလိုက်တယ်။ဘိုက်ကိုလက်နဲ့ပိုက်ပြီးလာရောင်နဲ့မြင်ရသလောက်ငင်းကြီးမဲလို့ခံမရတဲ့နေရာကိုရွေးပြီးတော့ခုန်ချလိုက်တယ်။ကံကောင်းချောင်းပါလေလို့ဆိုရမှာပဲ။အနှဲငယ်ဟန်ချက်ပြတ်တာအလွယ်သူမလည်းမကြောက်။ဗရင်တကားကိုခြေပြားထောက်ပြီးသူမလှမ်းပိတ်တယ်။အိမ်နောက်အဆောင်ရဲ့ကြောဘက်ကနေကပ်ပြီးမိမိအခန်းရှိရာကိုသူမလည်းခတ်တုတ်တုတ်ပြန်လာခဲ့လိုက်တယ်။စင်းကြံမမတက်ခင်မှာဒေါ်နန်းရုံးကန်ဘက်ကိုသူမလှမ်းပြီးတော့ချောင်းတယ်။ဒေါ်ခန့်ကတော့ဖုန်းပြောနေတော့မှာပဲ။ဦးထီကတော့အနားမှာလက်ပိုက်လျက်တောင်ကြည့်မြောက်ကြည့်နေကြည့်နေ။သူမအမောင်ရဲ့ကိုကပ်ပြီးတော့စိတ်ယုံစီထားခဲ့တဲ့အခန်းတကားကိုတကိုးစားဝင်အောင်အသာဟာပြီးလှစ်ခနဲဝင်လိုက်တယ်။အခန်းတကားကိုအတွင်းကနေကြက်ချပြီးဘိုက်ထရဓပုံနဲ့စီးစာရုပ်ကိုသူမထုတ်ပြီးတော့ luggage ကိုဖွင့်ပြီးအောက်ဆုံးထိုးထည့်တယ်။ဝတ်ထားတဲ့ T-shirt ကိုခေါင်းကနေချွတ်ခုနရှိလဲထမင်းကိုပဲကောက်ပြီးတော့ရင်ရှားထားလိုက်တယ်။အဲ့ဒီချိန်မှာပဲသူမအခန်းဘက်ကိုရှောက်လာတဲ့ခြေတန်းနေနဲ့အတူတကားခောက်တန်းကိုပါကြားရတယ်။ရဲနွယ်လွင်သူမလေးအသက်ကိုမမှန်ရှူပြီးအင်ရီမပြတ်စေဖို့အတွက်အသင့်ပြင်မျိုးတကားကိုဖွင့်တယ်။ထမင်းရင်ရှားတဲ့သူမကိုတော့ခန့်ခြေဆုံးကောင်းဆုံးတစ်ချက်ကြည့်ရင်အော်သမီးထမင်းလာမစားဘူးဆိုလို့လေနေကောင်းရဲ့လားလို့ပါရင်ရှားချင်းနဲ့ဘလို့ဖြစ်တာလဲမေးပါတယ်။သူမကမျက်နှာကိုခတ်တင်းလုံးရင်ကျမရေသွားချုံနေတော့ဖုန်းပြောက်သွားလို့ရှာနေရထမင်းစားမမီတော့ဘူးဖြီးလိုက်တယ်။ဟုတ်တော့ဘလို့များပြောက်တယ်လဲကွယ်ဒီအဆောင်မှာလူပေါင်းစုံဆိုတော့လေကိုပစ္စည်းကိုသိမ်းနိုင်မှာတော်ကားကြတာကွယ်တခြားရောဘာသွားသေးလဲဒေါ်ကန်စိတ်မကောင်းဖြစ်တဲ့ဟန်နဲ့မိတယ်။သူမရဲ့စိတ်ထဲမှာတော့တော်တော်ဟန်ဆောင်ကောင်းတဲ့မိန်းမကြီးပဲလို့တွေးလိုက်မိတယ်။ဒါပေမဲ့လေမပါပါဘူးအန်တီကျမပိုးစားတာပါဖုန်းကအစ်စ်ဆိုတော့နှမျောလို့အဲ့လောက်သာဖြေလိုက်တယ်။ဒီချံကတော်ရုံလူစိမ့်အဝင်ထွက်မရှိပါဘူး။မနေ့ကအခန်းတိုင်းလိုက်ရှာခြင်းရှာပေးမယ်နော်။ခေါ်ကြည့်သီလားနံပါတ်ကိုဖာစားစရာရှိလဲအခုဒေါ်ကန်နှစ်သိမ့်တယ်လို့မိတယ်။ခေါ်ကြည့်ရသေးဘူးခုလောက်ဆိုစင်ကတ်ထုတ်လိုက်အောင်ပေါ့။ကျမကြက်ဝယ်ပြုတ်စားလိုက်ပါမယ်။အိုဗာတင်လည်းရှိရကျေးဇူးပါ။သူမဖြေပြီးတော့တန်းဝေပြလိုက်တယ်။ဒေါ်ခန့်ကလည်းအေးမနေ့တည်းကမနာရသေးဘူးပဲ။စားတော့ပြီးနားတော့နော်။မနေ့ကဒေါ်ခန့်တို့ကူရှာပေးပါမယ်။နာဆိုပြီးတော့လှည့်ပြန်မယ်ပြူပါတယ်။ဦးထီကရင်ရှားထားတဲ့သူမကိုစွစွရဲရဲကြည့်ပြီးရှေ့ရောက်ဦးဆောင်ပြီးတော့ထွက်သွားတယ်။ဒေါ်ခန့်ကခေါင်းငိတ်နှုတ်ဆက်ပြီးနောက်ကနေလိုက်သွားတယ်။သူမတကားကိုပြန်ပိတ်ကြက်ချပြီးခေါင်းကိုတစ်ထည်ထုတ်ပြီးခေါင်းကနေဆွတ်ချလိုက်တယ်။ပတ်စံရည်ထဲကနေထူးမြတ်ရဲ့လိပ်စာကလေးနဲ့ငွေအနှဲငယ်ကိုထုတ်ပြီးတော့တကားပြန်ဖွင့်ပြီးအပြင်ကိုချောင်းတယ်။စင်းကြံလမ်းမှာအမျိုးသမီးနှစ်ယောက်စကားပြောလျက်ရှိနေ။သူမအခန်းတွင်းကနေအသာထွက်ပြီးတက်ချွေအခန်းတကားခောက်လိုက်တယ်။အတန်ကြာခေါင်းမှာတက်ချွာအိမ်မုံဆုံးမနဲ့ထလာပြီးတကားကိုတပေကန်ဟာပြီးအမဘာလဲကျမဖျားနေပြီသူများကူးကုန်မှာဆိုတော့အပြင်မထွက်တာပြောပါတယ်။မတ်တက်ထားတဲ့တက်ချွေစကားကြောင့်သူမနောက်ကိုအနှဲငယ်ဆုပ်ကပါးစပ်နဲ့နှာခေါင်းကိုခေါင်းဝန်းစားနဲ့ကိုင်းငါဖုန်းပြောက်သွားလို့ငါ့ဖုန်းတကောလောက်ပေးဆက်ပါလားပြောလိုက်တယ်။တက်ချွာဟောတော့နှမျောစရာရေရွပြီးအခန်းထဲပြန်ဝင်ပြီးသူမရဲ့ကီးပတ်ဖုန်းလေးကိုရှူပေးတယ်။ရင်းရွယ်လွင်ကလိပ်စာကကနံပါတ်2ကိုနှိပ်ပြီးတော့ခေါ်တယ်။အတန်ကြာမြင်နေပြီးမှဟယ်လိုဆိုရဲသူ့အတန်ကိုကြားရတယ်။အဲ့ဒီဟယ်လိုတန်ကသမရနဲ့နှစ်ဖူးတွေ့တူတွေ့တိုင်ကြားခွင့်ရတဲ့အလားပြေးဝတဲ့လုံခြုံမှုကိုသူမကိုပေးတယ်။ကိုထုမြတ်ကျမရဲ
爷爷，ဖုန်းနံပါတ်တစ်ခုပါလားစားပေးပြီလားဘာလုပ်နေလဲရှင်အပေါ်ရီမမေးနဲ့ကျမပြောရနာထားကျမမှာအန်ရရှိနေကျမဒီကနေထွက်သွားမှရမယ်ညမထွက်ရဆိုတော့ရှင်မနှက်ဖြန်မနှက်ကျမစီလာခဲ့ပါပြောစရာအများကြီးပဲကျမပြောတဲ့အတိုင်းလုပ်ပါဒီနံပါတ်ကိုပြန်မဆက်နဲ့မနေ့ကကျမမတွေ့ရင်ရဲတိုင်မျိုးဒီကေဟာကိုရှာပါရှင်ကြားလားကြားပါရဲ့နေပေါင်းရဲဘလို့ဖြစ်အိုးရှင်ရှေ့လိုက်တာကျမပြောသလိုလို့အချိန်မရအောင်ဒါပဲကျမတက်ချုံနဲ့ခလန်လန်ဖုန်းကိုယူသွားပြီးအတန်အုပ်နဲ့ပြောပြီးဖုန်းချလိုက်တယ်တက်ချုံလှည့်ကြည့်တော့နှုံးချီနေတဲ့ဟန်နဲ့တကားအောင်မိပြီးတစ်ဖက်ခန့်မိမာတွေကိုငီးလျက်ရှိနေသူမအလို့ရနေတဲ့ဤဆွေရဲ့နံပါတ်ခေါ်လိုက်တယ်ဤဆွေချက်ချင်းကင်လာကြောင်းသူမအလို့တကောမေးတယ်ဤဆွေငါရေးငါပို့ရက်စာရလားဓပုံလေးအေးရတယ်ငါဖုန်းခေါ်တော့ဝင်ရတာနဲ့မကြိုက်ဘူးဤဆွေကစိတ်ဆိုးရဲ့အတန်နဲ့ဖြေတယ်ဟဲ့ငါဖုန်းပြောက်သွားပြီနင်ဘာပြန်ပို့လိုက်သေးလဲငါမေးတာပြန်ဖြေလိုက်သေးလားသူမရှင်ထိတ်စွာအမောတကောမေးတာဤဆွေကဟဲ့ရှေကြီးပြောရမှာငါစာရိုက်ပြင်လို့ဖုန်းခေါ်လိုက်တာပျောက်သွားပြီလားဟဲ့ချက်ချင်းဟဲ့ပြောပါတယ်အေးထားတော့အခုပြောဘာပြောမှလဲသူမမေးတယ်ဟဲ့အဲ့ဒါငါတို့စီကမတ်တနာဖိုက်ဖြတ်ချတော့ဆရာအောင်မလို့ငါထင်တာပဲနေ့ပေါ်ကပြေးတယ်ဆိုတော့လေငါလည်းအတက်တော့မပြောနိုင်ဘူးနေမှတ်မိလားနေရောက်ခါစားဟာအရင်ဂျာကြီးလက်ထက်တော့ကလေမတ်တနာလေနောက်တော့ထွက်သွားတယ်လေ6နှစ်လောက်တောင်ရှိပြီထင်တယ်အဲ့တော့ကမြောက်ကလာအဝိုင်းနာမှာလေနေစိတ်ကန်းရှိလက်ဖေးဆိုင်အောင်ငါတို့လာကြူတာလေနင်သူ့ကိုမြင်ဘူးလိုက်လာတော့ငါလည်းမသေးကြတော့ဘူးအတန်ချိုအိုးနဲ့ဟာနောက်တော့လက်လွန်ချီလွန်ဖြစ်ပြီးလူသေးလို့စမပိတ်ခံလိုက်ရတယ်ဆိုလားဘာလားတော့မသိဘူးစိတ်ကန်းပိတ်သွားပဲအဲ့တော့သူလို့ထင်တာပဲဟဲ့ तू အဲ့ခေဟာရောက်နေရလားဤဆွေရဲ့ရှေ့လျားတဲ့စကားတွေကိုသူမနားထောင်ရင်သူမရန်ကုန်ရောက်ခါစားအလုံးဝင်ခါစားအဖြစ်ပြက်ကိုပြန်ပြီးတော့မှတ်မိလာတယ်အဲ့ဒီချိန်ဤဆွေတို့ကိုသွားခေါ်စေကန်းထဲကနေကောင်းတာကို10မိနစ်ခန့်ထွက်လာတဲ့အိတ်ဆရာမရဲ့ပုံရိပ်ကိုသူမပြန်ဆွဲခေါ်တယ်အနှဲငယ်အသက်ကြီးသွားတာလွယ်လို့မှားစရာမရှိဘူးဒီကေဟာတီထောင်နာက3နှစ်ကျော်4နှစ်ခန့်ရှိပြီလို့သူမသိထားတယ်အထက်ကလေးဘဏ္ဍာဖြစ်နေလက်ရဲဆက်ရဲလူသက်ရဲတဲ့အိတ်ဆရာမကအခမဲ့ကိုဝန်တဲ့ခုနာရကေဟာဖွင့်တယ်လားသူမရဲ့ခေါင်းထဲမှာပုတ်စာများစွာဤဆွေအေးပြောတငယ်ချင်းငါအခုဖုန်းနံပါတ်တစ်ခုပေးမယ်အကြောင်းတစ်ခုခုကြောင့်ငါ့ကိုအဆက်အသွယ်မရရင်အဲ့လိုခေါ်ပါသူမကထူးမြတ်ရဲ့နံပါတ်ကိုဤဆွေကိုလိုက်ပြီးတော့မှတ်စီတယ်အဲ့ချိန်နောက်ကနေတက်ချူအားချောင်းဆိုရင်အမကကျမမှာဖုန်းပေးတိတ်မရှိဘူးနော်လှမ်းပြောတယ်သူမဤဆွေကိုနှုတ်ဆက်ပြီးဖုန်းချပြီးတော့တက်ချူစီကိုဖုန်းပြန်ပေးလိုက်တယ်ဘေးဖြစ်ဖို့လေငွေ3000ပေးလိုက်တာကြောင့်တက်ချူကကျင်းတဲ့ဟန်နဲ့သူမကိုနှုတ်ဆက်ပြီးတကားပြန်ပေးသွားတယ်ရဲနွယ်လွင်အခန်းကိုတုတ်ပြန်ခဲ့ပြီးခေါင်းဝချွတ်ပြီးတော့ဆေးဖြန့်တယ်လက်တွေကိုဆေးဖြန့်တယ်အားမရသေးတဲ့ဟန်နဲ့အခန်းကိုပါဖြန့်တယ်ဘာမှမသိတဲ့အန်ရဲ့ရင်ဆိုင်နေရတဲ့အချိန်မှာကိုဗစ်တော့သူမှမဖြစ်လို့လေအဲ့နောက်အဝတ်ကိုလဲဝစ်ပြီးဗရင်းနှစ်ချက်ကိုဖွင့်ထားပြီးတော့အိယာပေါ်ပက်လက်လဲချလိုက်တယ်သူမရဲ့အာယုံထဲမှာသူမရဲ့ကိုယ်ရေးဖိုင်တွေအတွင်ကနေမှင်းဒီမှတ်ချက်တီအတိတ်ကိုလူသိခံလိုအပ်မရှိတဲ့ဒေါ်သက်ဝေကျော်တပုံနေရာဆုံးတွေမှာမိမချောလေးတစ်ဖြစ်လေမိနေတဲ့တစီမလေးခလေးလက်ကောက်လေးတည်းဖခင်တယောက်လင်သားတယောက်ရဲ့ချစ်ချင်းကိုအထင်းသားခံစားရတဲ့စာတုကလေးဒေါ်ခန့်ဒေါ်သက်ဝေကျော်နဲ့ဦးထီတို့ရဲ့မျက်နှာဖုံးအောက်ကနေဗဟေရီစသဖြင့်အချက်လက်တရားသူမရဲ့အုံနောက်ကလက်ခံနိုင်တဲ့ပမာဏထက်ပိုစာပြုတ်သိပ်ပြီးတိုးဝဲလျက်ပါပြင်းပြလာတဲ့တိလိုစိတ်မတရားဘူးထင်လက်ပိုက်ကြည့်နေတတ်တဲ့သူမရဲ့ဗီဇမိမိဖုန်းအစာဖြောက်ပြတဲ့ဒေါ်ခန့်တို့ကိုမခံကျင်တဲ့စိတ်တွေကြောင့်ရဲနွယ်လွင်လှဲနေရနေထပြီးဂရင်အောက်က luggage ကိုထုတ်ပြီးတော့စေးစာကိုအဟောင်းလေးနှိုက်ယူတယ်ပထမစာမျက်နှာမှာပဲမတ်စောမြဝေးဆိုတဲ့နာမည်နဲ့21ရက်8လ61ဆိုတဲ့ငွေတက်ကလေးကိုတွေ့ရတာကြောင့်သူမမှင်သက်သွားတယ်စာအုပ်ပိုင်ရှင်ကသူမနဲ့မွေးရမွေးလာတူတူပဲသူမက1996ပါမို့လို့သူမထက်9နှစ်ကြီးမယ်သူမနောက်ထပ်စာရွက်တွေဆက်လက်နေ2015ခုနှစ်ရက်စွဲနဲ့ကိုဝန်ဆောင်ဆေးမှတ်တမ်းနေပါတနေရာမှာအထရာဆောင်းအဖြေတစ်ခုကိုခောက်ပြီးညှက်ထားတယ်အင်္ဂလိပ်လိုမျိုးအဖြေတွေဖြစ်တာကြောင့်သူမအလုံးစုံမဖတ်တတ်ပေမဲ့သူမအဖြေစာရွက်မှာမြင်မှုတဲ့အတိုင်း MF အဖြေကိုသူမရှာတယ် F လို့တွေ့တာကြောင့်သမီးလေးမွေးတာပဲလို့သူမတိုးတိုးလေးရေရွလိုက်တယ်ပပသမီးလေးရောက်လာရင်ဆင်ပေးလိုက်နော်ဆိုရဲခလေးဖေဖြစ်ဟန်တူတဲ့သူရဲ့စာတိုလေးကိုသူမဖြတ်ခနဲ့တတိယလိုက်ပြီးတက်ပြင်းကိုရှိုက်လိုက်တယ်စာအုပ်ပိုင်ရှင်စောမြတ်ဝေကဓပုံနေအမျိုးသမီးတနည်းအားဖြင့်သူမမြင်ခဲ့တဲ့မကျွတ်မလို့အမျိုးသမီးဖြစ်တယ်ဒါဆိုရင်ဒီမိသားစုလေးကစိုးရရက်ဆက်တဲ့ကံကြမ္မာဆိုရင်ဆိုင်ခဲ့ရဟန်တူတယ်မဟုတ်ရင်တော့ဒီပစ္စည်းတွေနဲ့ဆေးစာအုပ်ကိုဒေါက်ခန့်အခုလိုမျိုးလျှို့ဝှက်သိမ်းဆည်းထားဖို့အကြောင်းမရှိဘူးလို့သူမယူဆလိုက်တယ်ဒီလိုမျိုးဆိုရင်ခလေးဖေကဇနီးနဲ့သမီးငယ်အခြေအနေမှန်ကိုသိပါလိမ့်စခလေးအဖေတော်မှာအသက်ရှင်လျက်ရှိသေးပါလိမ့်စဒါကတော့ဘာတူလဲစသဖြင့်သူမရဲ့ခေါင်းထဲမှာအတွေးတွေကချလေးလျက်ပါဒီသားမိကသွေးရိုးသားရိုးမဟုတ်သေးဆုံးခဲ့ရတယ်ဆိုရင်ဒီကိစ္စဂေဟာနဲ့တနည်းမဟုတ်တနည်းပတ်သက်ဆက်ဆက်နေရမယ်
ကေဟာပိတ်သိမ်းတော်မှာဖြစ်တာကြောင့်လူသစ်လက်မခံတော့ဘူးလို့ကြေညာထားပြီးမှဘာကြောင့်မိမိကိုဒေါ်သက်ဝေကျော်ကိုယ်တိုင်ဖုန်းနဲ့ဆက်သွယ်ပြီးတော့လာနေဖို့အတွက်ခွင့်ပြုဖိတ်ခေါ်ခဲ့လေစောမြဝေဆိုတဲ့အမျိုးသမီးနဲ့မိမိကမွေးနေမွေးလာတူနေတာမိမိမွေးတက်ကလေးရဲ့ဘေးမှာမှင်နီနဲ့โอเคလို့မှတ်ချက်ပြုထားတာကရောဘာကြောင့်လဲရဲရွယ်လွင်အောင်ခေါင်းကိုခံရလိုက်ပြီးမနှက်ပြန်ထူးမြက်လာရင်တခါတည်းပြောင်းတော့မယ်လို့သာဆုံးဖြတ်လိုက်တယ်တတော်တစ်ခုကန်တစ်ခုပဲမသေးကြမရေရတဲ့တန်တရားနဲ့မိမိကိုယ်ကိုယ်ထက်ဝမ်းနဲ့ရသားလေးဘေးဥပတ်ကြရောက်မှာတော့သူမစိုးစင်းများမလို့လောက်တကယ်လို့များမကျွတ်မလို့အမျိုးသမီးကကန်ကြမဆိုခဲ့သည်ဆိုပါစို့ပြီးခဲ့တဲ့အကြောင်းအရာတွေအတွက်သူမလည်းဘလို့မှမတက်နိုင်တော့မို့မိမိနဲ့ကလေးငယ်ဘေးကင်းရေးကိုသာရှေ့ရှုရမယ်ညောင်ရှိမျိုးရဲမှာသာအိမ်ငှားပြီးနေတော့မယ်လို့သူမဆုံးဖြတ်ပြီး luggage ကိုပြန်သိမ်းပြီးအိယာပေါ်မှာချစ်ပြစ်လက်ပြလှဲချလိုက်တော့တယ်ဘိုက်ထရတကျုပ်ကျုပ်ဆာလောင်းလာပြီးမဲ့စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်လွန်တာကြောင့်ခဏစင်းပဲသူမအိမ်မောကျသွားတယ်ပစင်းရင်ခွဲလေးကတော့သူမရဲ့ကရင်ခေါင်းရုံမှာအိပ်ဖန်ဆောင်ပြီးအလားညင်သက်စွာနားလျက်ရှိပါတယ်ဒေါ်သက်ဝေကျော်ရဲ့ဒေါ်သက်တကြီးတက်ခောက်တဲ့အတန်ကြောင့်ဒေါ်ခန်းတုံလို့တော်မှသွားတယ်နင်ဒီအပြက်မကိုတော့မှနိုင်အောင်မထိန်သိမ့်နိုင်ဘူးလားဟမ်ဒေါ်သက်ဝေကျော်ရဲ့ငောင်ငန်းတဲ့အတန်ကြောင့်ဒေါ်ခန်းလည်းအတန်တုံပြီးဖြစ်တယ်တကားတော့ဘလို့ဖွင့်သွားမှမသိလိုက်ဆရာမကြီးဘာမှတော့ရှိမသွားဘူးအဲ့ဒီအန်ဆယ်ဖွင့်တာတော့တေးကြတယ်အထက်မှာမှွေနောက်သွားတယ်အကုန်တွေ့သွားပြီအဲ့အန်ဆယ်ဘလို့တွေ့သွားလဲပဲငါသိချင်တာဒေါ်သက်ဝေကျော်ရဲ့အတန်ကဒေါသကြောင့်ကြားမှန်ဖီနေရဲ့အလားပါဒေါ်ခန်းမှာတော့အဖြစ်မရှိဘူးသွားအကုန်အိတ်တာဆောင်နေပြီးရင်ကလိုရိုဖောင်းတုံမျိုးအောက်ကိုရွှေ့ခဲ့တော့မထူးတော့ဘူးခုဆက်လေးရဲ့မနှက်ပြန်ဆိုလာဖြစ်ပြီချုပ်သွားထားလိုက်တော့မနှက်ပြန်ဖုန်းကိုရအောင်တော့ဖြစ်ဘသူစီကိုဘာပို့ထားလဲကြည့်အကယ်၍ data အကုန်ဖြတ်လိုက်ရတယ်ဆိုရင်လည်းစင်ကတ်ကိုပြန်ထည့်ထားငါ့အောင်ပြီးအဝင်ကောရီလိုင်းငါကြည့်ဖြစ်မယ်ဟိုကားသမားအကောင်လာမေးငါ့လာခေါ်ငါဖြစ်မယ်တော်တော့မကြောက်ငါသားဘွားပြတ်မတက်ဖြစ်ခဲ့ရတယ်နင်တို့စောမြတ်ဝေကိုခေါ်လာလို့ပဲလက်ကားဟာတွားကြဒေါ်သက်ဝေကျော်မှသမျှကိုဒေါ်ခန်းအသေးတန်လိုက်မှတ်ပြီးဒေါ်သမုံနိုင်အဖျားမခတ်ခင်ခေါင်းငုံပြီးအခန်းတွင်းကနေအမြန်ထွက်သွားတယ်အခန်းတကားပိတ်သွားတာနဲ့အန်ဆွဲအတွင်းကနေပလင်းတလုံးကိုဒေါ်သက်ဝေကျော်နှိုက်ယူပြီးအတွင်းကစားပြစ်ဟန်တူတဲ့အမုံတွေကိုပရင်းတကားတွေနဲ့အခန်းပတ်လေးကိုပတ်ကျင်းနှုတ်ကနေလေတွတ်ရွလျက်ရှိပါတယ်။ကောင်မတရားတော်ဒုက္ခပေးနေတော့မယ်။နင်စောင့်နေပါ။နင်အပီးပြောက်သွားငါလုပ်ပြမယ်။နင်ရှိနေခဲ့တယ်ဆိုတာဒီကဘာပေါ်မှာဘယ်သူမှမှတ်မိနေစေရအောင်။ငါသားဘဝရဲ့ဘဲချောင်းချိုချောင်းချမ်းမှာနင်ကြက်မနေစေရအောင်။ည7 နာရီထိုးပါပြီ။ရဲဖုန်းချသွားရထူးမျက်နှာငြိမ်ထိုင်လို့မနေနိုင်တော့ဘူး။အိမ်ရှိကမှာခောက်တော့ခောက်ပြန်ရှောက်ပြီးတစ်မျိုးခြံထဲဆင်းလိုက်ပြန်တက်လာလိုက်လှုပ်လှုပ်တဖုံရေသားလိုက်အိမ်သားထဲဝင်အပေါ့သွားလိုက်ကတနည်းရောက်ရက်ခက်လျက်ရှိနေအဲ့ဒီမိန်းမပုံတီကားကြသတ်မှတ်ထားတဲ့လူမှုပါဝင်ခြင်းရဲ့ပေရန်နေကြလမ်းဘေးချော်ပြီးတော့ပြုတ်ကျမသွားစေဖို့အတွက်မနေကြားကန်နေရရှာတာကိုသူနားလေတယ်သူမရဲ့ပြတ်သားတဲ့စိတ်တဘောကိုသူနှစ်သက်တယ်ထူးမြတ်နောင်ကအမေတစ်ခုသားတစ်ခုမိခင်ကိုတွေ့တာတဲ့သားဖြစ်တာကြောင့်မိခင်လိုမျိုးပဲမိမိရင်သွေးကိုဘာနေနေကောက်ွယ်မယ်ဆိုတဲ့ခံယူချက်ရှိတဲ့သူမကိုကုညီဖေးမစီလို့လည်းရှိတယ်ဖြစ်နိုင်ရင်သူမနဲ့ကလေးငယ်ကိုသူအနီးကပ်ဆောင်ရှောက်ခြင်းနဲ့ကောက်ွယ်ခြင်းနဲ့သူရဲ့ကောင်းကြီးလေးလှုပ်ချင်မိရဲ့ဒါပေမဲ့ဘလို့မှဘာကြောင့်ဘာအတွက်ဆိုစီကမူအရင်စင်ရင်တော့အဲ့မိမငယ်ကိုသူမနစ်နစ်နဲနဲကြိုက်သွားခြင်းကသာအထူးကဖြစ်တယ်တွေးတာ2ရက်တစ်ပိုင်းများနဲ့ဒီလိုမျိုးပြောရင်အထင်သေးလို့အချောင်လိုက်တယ်ဆိုပြီးယူဆကစွာစီလန်နဲ့သူမကပါရိုက်လိုက်ရင်ခတ်မယ်လို့တွေးပြီးမြို့ချနေရကြမှာအခုတော့သူမကဘေးဒုက္ခတွေ့နေပါပြီမနဲ့လာခေါ်ပါလို့ဆိုနေပြီဘလို့အခက်ခဲများရှိနေလဲအဆက်တွေမရရင်ရဲတိုင်မှလို့ဆိုရယ်အဆက်တွေမရတော့ရင်ဆိုခြင်းထက်များစွာနဲ့လာတယ်လူသူဝေးတဲ့နေရာမှာထီထီရှိနေတဲ့ဒီကေဟာမှာသူမဘယ်လိုမျိုးအန်နေရင်နဲ့ရင်ဆိုင်နေရလဲသူမဖုန်းကလည်းဘယ်လိုမှခေါ်ဆိုလို့မရတော့ပူပန်အလုံးနာကြောင့်ခြေပြားလက်ပြားတွေအေးဆက်ပြီးခေါင်းတွေတောင်မှအုံခဲလာတယ်အခုထထွက်သွားရင်လေစိတ်နိုင်ထိုးနေပြီလမ်းမှာအစစ်ဆေးနဲ့တွင်သူမကကူညီဖို့ရန်ဝေးစမိမိပြဿနာအရင်ရှင်းနေရမယ်ကျင်ရမရဖြစ်ပြီးတော့အင်းရှိအုပ်လီကမှထိုင်ချရင် secret တလိပ်ကိုသူမီးညှိဖွာလိုက်တယ်ຫນွေလာလေအခုရာသီဥတုမျိုးမှာအေးတာယာကမြေလက်နေပါပူတယ်ရာသီဥတုအပူထက်သူ့ရင်ဘတ်ထဲအပူဟာတာရွေးတောင်မှတပြစ်ပြစ်နဲ့လောင်မြိုင်းလျက်ပါတာနောက်ကနေရုတ်တရက်ပေါ်လာတဲ့မိခင်ရဲ့အတန်ကြောင့်သူ့ဖွာကားစား secret ကိုမိသက်ပြီးလှဲကြည့်ရဲ့အမေကသူ့နောက်မှာရှက်ပြီးငါသားဘာတွေဖြစ်နေတယ်လဲကွယ်အမေကိုပြောပြပါလားအကူကြီးမပေးနိုင်တော့မှအကြံဉာဏ်တော့ပေးလို့ရပါတယ်တားကိုကြည့်ရတာအမေစိတ်မချမ်းသာဘူးခုနကဖုန်းကဘသူဆက်တာလဲကွယ်နေနဲ့သူ့နှစ်ဘေးမှာလာပြီးတော့ထိုင်နေမိခင်ကိုမလို့အပ်ပင်နဲ့တောကရီမြောက်စီလိုတာကြောင့်ဘူးကွယ်မဲလို့ထူးမျက်နှာတွေးလိုက်သေးတယ်။ဒါပေမဲ့ရဲရဲမျက်နှာလေးကိုဖြတ်ခနဲမြင်အောင်မိတာကြောင့်အမေကိုဖွင့်ပြီးတိုင်ပင်ဖို့အတွက်ဆုံးဖြတ်ပြီးတော့မနေ့ကနေ့လေသူမသူ့ရဲ့ကောင်းလာငှားတာစပြီးဒီနေ့အပြင်အတူသွားပြတဲ့အကြောင်းနဲ့ညနေမှာပြန်ပို့ခဲ့ပြီးတော့အခုဖုန်းဆက်လာတဲ့အထိဖြစ်ကြောင်းကုန်စင်လေးကိုပြောပြလိုက်တယ်။အမေကငိန်ကအာယုံဆိုင်နားထောင်နေသူ့စကားဆုံးမှတပြင်းကိုချရင်နဲ့တားပြောတဲ့ခေဟာအမေသိရပေါ့ဆိုရယ်သူ
သူရင်ထိပ်ပြီးအမေမျက်နှာကိုသာစိုက်ကြည့်နေမိတယ်အမေကစကားဆက်တယ်ထီးလေးလမ်းဆောင်ဝင်သွားတာအတော်သွားရသေးတယ်နှုတ်မအဆက်ဆက်မရှိပါဘူးတမြန်နှစ်ကနေဆက်ကအမေမိဟောင်းဆွေဟောင်းနေလာကြတာမှတ်မိသေးလားအဲ့ဒါအမှန်တော့သူတို့တတိတစ်ဖက်နိုင်ငံသားတွေကလေးမွေးစားကြလို့ကလေးငယ်ရှာပေးဖို့ဆိုပြီးရောက်လာကြတာသူတို့ကျွန်တော်ဘလို့ချိတ်ဆက်ထားကြတယ်မသိပါဘူးအမေကလမ်းကိုလိုက်ပြပေးအောင်ပါပဲထောင်တော့မကြသေးဘူးပိုင်ရှင်ကတောက်ဖမိရဲ့ဆရာအောင်မဆိုပဲရန်ကုန်ကတက်လာတာပြောတယ်အင်းကထီးအောင်ကဟော်နန်းနေရလေအချိုချောင်စိမ်းနဲ့သူတို့ဝယ်လိုက်တာအဲ့မှာလာမွေးတဲ့ဘိုက်တရားတော်တော်နားပါချွတ်တဲကြတာပဲသူတို့ကလာမွေးသမျှကိုခလေးပြန်မထည့်ပေးတာများတယ်ကောင်းတဲ့မိဘလက်ထဲမွေးစားဖို့ရှာပေးတယ်ပေါ့ဒီလိုပြောတယ်အမှန်တော့ငွေရတာကိုငါသားရဲ့တစ်ဖက်နိုင်ငံတထေးလက်ထဲရောက်သလားဘယ်ဘဝရောက်ကုန်တယ်လဲတော့အမေလည်းအတက်မဆိုနိုင်ဘူးအမေမိတ်ဆွေရတော့သူတို့ရာကနန်းပေးခဲ့တာအမေမြင်တာပဲကွမအေးအရင်ကဘာရမလဲကွအလွန်ဆုံးမို့ဖို့ပေးဖို့ပေါ့ငွေဘလောက်ပေးသွားလေတော့မှသိရမယ်မထင်ပါဘူးဝယ်ရိတ်ခတ်တဲ့အတန်းစားတွေဆိုတော့လေကုတ်ကလေးကောင်းကောင်းနေရမယ်ဆိုပေးလိုက်ကြတာပေါ့ကွသူတို့ကတော့အကျိုးဆောင်ပေးတယ်နာမည်တက်တာပေါ့အမေကတော့တစ်ဖက်လှည့်နဲ့ကလေးတွေရောင်းစားနေရလို့ပဲညင်တယ်ဒါလူကုန်ကူးတာပဲလေငါသားရဲ့အမေလည်းအဲ့ဒီကအမေမိတ်ဆွေတို့တောင်မှစိတ်ခုပြီးအဆက်အသွယ်မလုပ်တော့ဘူးတလောကအိတ်ကေဟာပိတ်တော့မင်းနဲ့ကြော်ညာသေးတာပဲဘလို့ကြောင့်များလူတက်ကိုထပ်ပြီးလက်ခံတာပါလေရှီလျားစွာရှင်းပြပြီးစိတ်မကောင်းတဲ့ဟန်နဲ့အမေကတက်ကိုလှဲကြည့်တယ်သူစကားမပြောနိုင်ဘူးတတ်မှတခါသာဒီရွယ်ရောက်မှမိမတယောက်ကြိုက်နှစ်တဲ့စိတ်ကဖြစ်မိခြင်းရပ်ပိုင်းလေးနဲ့ပဲပင်မလှလေးခြင်းလို့သူတွေးမိပေမဲ့ပင်မယုံမကတေးကျင်သေးပါစေသူမဘေးအန္တရာယ်မကြောက်ရောက်စေလို့တဲ့စိတ်ကသာသူ့ကိုစိုးမိုးလျက်ရှိတယ်သူဒုက္ခရောက်နေရပြောတော့ကျွန်တော်စိတ်ပူလို့ပါသူကဟန်လို့ပြောရင်ပြောတယ်ကျွန်တော်သူ့ကိုသဘောကျတဲ့အမေအနေနဲ့ချွေးမတယောက်ဖြစ်လက်ခံနိုင်မလားတော့ကျွန်တော်မပြောနိုင်ဘူးကျွန်တော်တော့သူ့တန်ရုံးစင်ဖြစ်သွားတာအမှန်ပဲဒါပေမဲ့ကျွန်တော်ဘဝမှာအမေကအရေးကြီးဆုံးပါပဲအကယ်၍များအမေကသူ့စကားအမေကလက်ကပြီးတော့ဖြတ်လိုက်တယ်ငါသားဗျာမင်းကကို့ဘဝကိုငါဘယ်လိုလုပ်ရင်သူများသဘောကျမှာပဲငါဒီလိုလုပ်လိုက်ရင်တော့သဘောကျပါမလားဆိုတာနဲ့ဘောင်ခတ်နေရတာပဲမင်းဘဝလေးကွယ်မင်းသဘောကျဖို့ကအရေးကြီးဆုံးပါမင်းသာသဘောကျတယ်ကျင့်တတ်တယ်ဆိုရင်အကယ်၍နောက်မှတစ်ခုခုဖြစ်ခဲ့တော့ငါလောက်ခဲ့တာငါခံရတာလို့ဖြေတာပေါ့ကွယ်သူများသဘောကျလိုက်လောက်ခဲ့ရပြီးအစင်မပြေခဲ့ရင်ဘလောက်တောင်တနှုံနှုံနဲ့နှမျောစရာကောင်းလိုက်မလဲဘဝဟာအမေတော်ကခေတ်ကာလကြာလက်မခံနိုင်စရာကဲ့ရဲ့စရာဖြစ်ခဲ့တဲ့အပြင်အမေကိုသဘောကျကြတဲ့ယောက်ျားသားတွေကလည်းရဲရဲဝံ့ဝံ့တမိုးထားပြရဲတဲ့သူမပါခဲ့တော့အမေတကူရဲရင်ဆိုင်ခဲ့ရတာလင်းတယောက်ရရုံတော့အမေမြူချင်ပါကွယ်ငါသားဖို့အဖေတယောက်လည်းဖြစ်အောင်မလို့အမေကကြီးများခဲ့သေးတာကိုအမေကပြောရင်သူ့ပခုံဖက်ပြီးတော့ပြုံးနေသူ့လိုပဲအသားဖြူပြီးမျက်နှာသွဲတဲ့အမေကရခုတိုင်လှစေပါအမေတခုပဲမှားချင်တယ်ဒီမိန်းကလေးကိုသားသဘောကျရင်သူ့ပိုက်ထဲကလေးကိုပါတခါတည်းတွဲပြီးသဘောကျမှရလိမ့်မယ်နင်းတော့ကြိုက်ပေမဲ့နှစ်ကလေးတော့ငါနဲ့မဆိုင်ဒီလိုတော့ငါသာလုပ်လို့မရအောင်နော်ဒီအမေပိုက်ထဲရောက်လာရတာသူရွေးချယ်တယ်ဘဝမဟုတ်ဘူးဘာဖြစ်မှမရှိဘူးကွဒီကလေးကိုပါငါသာပူရဲရီပါချစ်ခင်နိုင်တယ်နောက်ကိုရင်သူရလာရင်လည်းမခွဲကြပဲဒန်းတူဆက်ဆံနိုင်တယ်ဆိုမှရှေ့ဆက်ပါသားမဟုတ်ရင်မေးလိုက်ပါရေရှည်မှာသုံးစလုံးတော့မကောင်းနိုင်အမေကမျက်နှာတီတီနဲ့သူ့ကိုစိုက်ကြည့်ပြီးဆိုတယ်သူမတက်ထိုင်ရပြီးလေကားရင်ကိုဆင်းသွားပြီးအတန်ကြာဆင်းစားတယ်အိမ်နောက်ပြန်လှည့်ပြီးအမေကိုကြည့်တယ်အမေကသူ့ကိုပြုံးပြီးတော့ကြည့်နေကျွန်တော်ဆုံးဖြတ်လိုက်ပြီအမေသူ့စကားကြောင့်အမေကခေါင်းကိုဆက်ကပြောပါအောင်ဆိုတဲ့အမူအရာပြတယ်သူကသာလက်ခံမယ်ဆိုရင်ကျွန်တော်ယူမယ်တားမင်းညဆိုတော့ကျွန်တော်တောင်းမယူမယ်ဗျာအားတက်တဲ့ရောသူ့ရဲ့အမူအရာကြောင့်အမေကရှိတယ်ငါသားရဲ့ဟိုကရန်ကုန်ကလာတာမနေ့ကမှသိတဲ့ဥစ္စာမင်းကြိုက်ပါစေအောင်ကွယ်အမေစကားကြောင့်သူ့မျက်မှောင်ကျုပ်ပြီးအမေကလည်းပြလို့ရေရွတ်တယ်အမေကပြုံးကတပြင်းကိုချရင်းနဲ့မနေ့ကစောစောလိုက်သွားကြည့်ပေါ့စိုးစိုးဝါးဝါတော့မဟုတ်တော့ပါဘူးမင်းမဲ့တိုင်းပြည်မှာမဟုတ်တာကွယ်လူရမေကမင်းတငယ်ချင်းရဲကလေးကိုဖုန်းကြိုဆက်ထားလိုက်ပေါ့အမေလည်းဘေးရနေကြအောင်ဖျားစီစွတောင်းပေးပါမယ်ပြောပြီးထပြီးတော့အိမ်တွင်းကိုဝင်မဲ့ပြူတယ်အိမ်မော်တက်ပြီးမှသူ့ဘက်လှည့်ပြီးဖျားကိုအပ်ပါငါသားယုံကြည်ပါဖျားကာကွယ်ပါလိမ့်မယ်အမေဘွားတစ်လျှောက်လုံးတော့ကောင်းစွာဆောင်းရှောက်ခံခဲ့ရတာကြီးပဲဒါယုံကြည်ဖို့တော့လိုတယ်ဆိုပါတယ်အမေကအိမ်မော်တက်သွားတော့သူကလေပင်ကိုနှိုက်ကစမ်းကြည့်ပြီးဆွဲကြွကနေငွေသားလော်ဝါကတိုင်လေးကထုတ်ကြည့်လိုက်တယ်အဲဒီနောက်နှစ်ဖူးမှာကပ်ပြီးရဲရဲတို့သားအမေကိုစောင်းရှောက်ကာကွယ်ပါဆိုတဲ့အကြောင်းတွတ်ဆူတောင်းနေမိတယ်ရဲနွယ်လင်းလဲပင်မလွန်နာကြောင့်အိပ်ပျော်သွားလဲဘလောက်ကြာသွားလဲမသိမိမိတို့တစုံတယောက်ကစိုက်ကြည့်နေရဆိုရဲမလုံးမကြုံခန်းစားချက်နဲ့မျက်လုံးတွေပွင့်လာခဲ့တယ်လာဆန်း14ရက်လာရောင်ကမီးမိတ်ထားပေမဲ့အခန်းကတော့မှောင်မိုက်ပိန်မနေစေဖို့အတွက်ကောင်းစွာထောက်ပံ့နေဟင်းကနေတက်ပြင်းချလိုက်တဲ့အတန်လိုကြားမိရကြောင့်လူကမလှုပ်ရှားသေးပဲခေါင်းကိုသာမထောင်ပြီးအခန်းကိုသူမှဝေးကားကြည့်လိုက်တယ်
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရဲရဲတယောက်အသက်ရှူဖို့ရနောင်မှခစ်တာမိသွားတယ်။အဝင်တကားဟောင်းလောင်းပွင့်လျက်မိမိကရင်ချင်းရင်းနဲ့တကားကြောင်မှာရောထမိန်အနက်နဲ့အမျိုးသမီးမလုံမရှိရပြီးသူမကိုစိုက်ကြည့်လျက်ရှိနေ။ပရင်ကနေဝင်နေလာရကြောင့်သူမရဲ့မျက်နှာထားဝမ်းနဲ့ညှို့ငင်လျက်ရှိကြောင်းထင်ရှားလျက်ရှိနေ။စပင်းနီညိုညိုခိုးဝဲလျက်မျက်နှာပေါ်ဆန်းစားတချို့ကျလျက်ရဲရဲအိယာပေါ်လက်ထောက်ကထထိုင်လိုက်ပြီးကရင်ပေါ်ခြေတွဲလောင်းချထိုင်ပြီးသူမရဲ့မျက်နှာကိုတေချာစိုက်ကြည့်နေမိ။လှပတဲ့မျက်နှာလေးကမျက်ကွင်းတစ်ဖက်နှကန်းထောင်သားနဲ့နှစ်ထင်းတို့မှာပြင်းထန်စွာထိုးကျိတ်ရိုက်ပုတ်ခံထားတယ်လို့မျိုးတပြေးတီးအောင်တန်းလျက်ရှိတယ်။လေတိုင်းကြွပေါ်မှာလည်းလက်ချောင်းရည်အထင်းသားညိုမဲလျက်ရှိနေ။ရှက်အင်းကြီးအကွက်စိတ်လေးကိုအပေါ်ထပ်ပြီးတော့ဝတ်ထားရဲဆိုပေမဲ့အတွင်းရတီရှပ်ဖြူရော်လေးကအတွင်းကန်ဝတ်ထားမှမရှိရဲ့သူမရဲ့မီးနေတဲ့ရှင်သားတွေကိုလုံခြုံအောင်ကွယ်ဝတ်မထားနိုင်။ရှင်သားမျက်နေရနှစ်ဖက်စလုံးမှာတော့ဆူဆူပြီးကွက်လျက်ရှိနေ။နို့ရီတက်နေရှာတာပဲလို့ရဲရဲတွေးမိတာကြောင့်ကြောက်စိတ်ထက်တနာကြီးနာစိတ်ပိုးလာတယ်။အမျိုးသမီးရဲရဲကိုစိုက်ကြည့်နေရနေနောက်ကိုတဖြည်းဖြည်းဆုတ်သွားတယ်။အဲ့ရနေနောက်လှည့်ပြီးတကားနေထွက်သွားမယ်ပြင်လာကြောင့်သူမရုတ်တရက်ဘာလို့ရမှန်းမသိခိတ္တကြောင်သားကြီးမှဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။ရဲရဲအန်ကိုစိတ်ကိုတင်းပြီးသူမလှမ်းပြီးတော့ခေါ်လိုက်တယ်။စောမြောက်ဝေရဲရဲရဲ့ခေါ်တန်းကြောင့်အမျိုးသမီးကြောက်ပြီးလျက်တုံကနေရက်သွားတယ်။မင်းစောမြောက်ဝေမဟုတ်လား။ရဲရဲကတုံရဲ့အတန်ထိန်ပြီးမိတယ်။အဲ့ဒီအမျိုးသမီးလူမဟုတ်ကြောင်းသူမကောင်းစွာသိတာကြောင့်ဘလို့မှစိတ်မာရဲဆိုစီကမှုထိတ်လန့်ဆိုရင်နာတော့အမှန်ပဲလေ။အမျိုးသမီးရဲရဲဘက်ကိုပြန်လှည့်လာတယ်။အိမ်နောက်သူမထိုင်လျက်ရှိနေတဲ့ကရင်ရှိရာတလန်းချင်းလျှောက်လာတယ်။လက်တကန်အကွာကိုရောက်မှရက်လိုက်ပြီးလက်တစ်ဖက်နဲ့ရဲရဲမျက်နှာဖြင်းညင်းစွာလှမ်းပြီးတို့တယ်။ထိတ်ခနဲ့ကြောက်စိတ်ကြောင့်ရဲရဲမျက်လုံးတွေမှိတ်ချလိုက်တယ်။မေးဖျားကနေပါအဲ့ရနေသူမနှစ်ထင်တစ်ဖက်ကိုအမျိုးသမီးကလက်ဖွားတွေနဲ့အုပ်ကင်လိုက်တယ်။အေးဆက်ထုံထိုင်ပြီးဓာတ်လိုက်တယ်လို့အောင့်ကနေခန်းစားချက်နဲ့တူရဲရဲရဲ့အသီးစိတ်တွေကအတူရနဲ့တဲ့ကြောက်ကမ်းမဆုံလွင့်ပြီးတော့ကျသွားတဲ့အလားနှလုံးသက်ပုတ်တို့ဟာဖြောင်းဆန်ပြီးလှိုက်ဖို့သွားပြီးမှအရာရာညင်သက်သွားတာကြောင့်ရဲရဲရဲ့မျက်လုံးတွေတဖြည်းဖြည်းဖွင့်ကားကြည့်လိုက်တယ်။သူမရဲ့မျက်စိရှိမှမြင်ရတာကဒေါ်သက်ဝေကျော်အဲကန်တစ်ခုအတွင်းမှာရှိရဲ့ဆိုဖာကုန်းမှာခန့်ညာစွာထိုင်နေရ။အိမ်ပုံစံကတိုက်ခန့်ဒါမှမဟုတ်ကွန်ဒိုကန်တစ်ခုဖြစ်ဟန်တူတယ်။ဒေါ်သက်ဝေကျော်ရဲ့ရှေ့မှာဒေါ်ခန့်အထိုင်ပြီးသူတို့ရဲ့ကြားပါကေးကြံမြေပေါ်မှာခေါင်းကိုပစစ်တုပ်လျက်ရှိရဲ့အသားရည်ဖြူဖွေးရဲ့မိန်းကလေးတစ်ယောက်ရှိတယ်။အဲ့ဒီမိန်းကလေးကတော့မိဘတွေကိုယ်လုံးပြီးတော့ဆွေနှဲမျိုးနဲ့ခုကူရမယ်ဖြစ်ကြောင်းဒေါ်ခန့်နဲ့စာတီးသူရက်ဆွေရမျိုးဖြစ်ကြောင်းစေကမ်းမှာကူဖို့ခေါ်ထိုင်လက်ကပေးရမယ်မလို့ကြောင်းနာမည်ကစောမြတ်ဝေဖြစ်ကြောင်းငယ်စဉ်တွေကမိဘများနဲ့အတူငယ်စဉ်တွေကမိဘများနဲ့မတူပဲအသားရည်လှပဖြူဖွေးပြီးစပင်းနီညိုညိုနဲ့အနောက်တိုင်းသူများလိုမျိုးမျက်နှာပေါက်ရှိအားကြောင့်ဘိုမာလို့ခေါ်ကြကြောင်းစသဖြင့်ဒေါ်ခန့်ကဒေါ်သက်ဝေကျော်ရှင်းပြလျက်ရှိနေငါ့ကိုမမြင်ကြဘူးလားလို့ရင်းရွယ်လွင်အံ့ဩပြီးတော့သူတို့အနီးကပ်သွားပြီးမဲ့လေပြလက်စသုံးပတ်မြင်ရုပ်ရှင်ကားကိုအလဲကနေဝင်ကြည့်နေရတယ်လို့ပဲအရာဝတ္ထုတွေလူတွေကိုထိလို့ကင်လို့မရပဲလေကိုဖမ်းရတဲ့အလားရှိနေကြသူမှလည်းအံ့ဩလွန်စွာနေပဲအလိုက်တင်ဆက်ပြီးတော့ကြည်နေမိရော်တယ်။ကျမ်းပေါ်ကမိမငယ်ကခေါင်းကိုမော့ပြီးဒေါ်သက်ဝေကျော်ကြည်ရကြောင်းသူကမိမိခုတွေ့နေရတဲ့မကျွတ်မလို့အမျိုးသမီးဖြစ်ကြောင်းရင်းရွယ်လွင်အလွန်သေးချသွားတယ်။စပင်းနီညိုညိုတွေကြောလေထီရှိပြီးတော့အနှဲငယ်ပို့ပြီးတော့နုနယ်ပြုံမြတ်တာမှအပထူးထူးခြားခြားလှပတဲ့သူမရဲ့မျက်နှာပေါက်ကလူမားဖို့အကြောင်းမရှိဘူး။ဒေါ်သက်ဝေကျော်ကမိမိသားထက်၃နှစ်သားကြီးပြီးတိတ်မကွာကြောင်းကြောက်ဆက်ပြီးတော့နေခြင်းပြန်ထားပေးမှဖြစ်ကြောင်းမိမိသားအလွန်ရိုးအေးပြီးစာတော်ရာကြောင့်ဆယ်ရန်အောင်နာနဲ့ဩစတြေးလျပို့ဖို့အတွက်စီစဉ်ထားကြောင်းစောမြတ်ဝေကိုလည်းပညာရေးထူးချွန်ရင်ပံ့ပိုးပေးမယ်စသဖြင့်ပြောနေတာကိုရဲရဲကြားရတယ်။ကြည့်နေတဲ့အချိန်မှာသူတို့ရဲ့ပုံရိပ်တွေဝေဝါးပြောက်ကွယ်ပြီးရဲရဲတယောက်ဆယ်ကျော်သက်လူငယ်တွေတိုးဝေးလျက်ရှိတဲ့နေရာတစ်ခုရောက်သွားပြန်တယ်။အောင်စင်းထွက်နေရလို့ထင်ရပြီးတော့မိန်းကလေးယောက်ျားလေးတွေရဲ့မျက်နှာလေးတွေကနုနယ်လက်ဆက်ပြီးပျော်သူကပျော်တချို့ကလည်းငိုလျက်ရှိနေ။သူမကိုတိုးဝေးသွားကြပြီးမဲ့အရင်ငွေတွေလိုမျိုးဒိုးရုပ်ပေါက်တာဖြတ်ဝင်သွားကြတယ်။အဲ့ဒီကလေးတွေအနက်ကနေစောမြတ်ဝီနဲ့တန့်ပြန့်ချောမော်တဲ့လူငယ်တယောက်လက်ချင်းတွဲပြီးရီမောပြီးပျော်ရွှင်လျက်ရှိတာသူမတွေ့တယ်။အဲ့ဒီလူငယ်ကသူမအိမ်မက်မြင်မခဲ့ဘူးတဲ့ဆန္ဒကူးပင်အောက်ကလူငယ်ပါပဲ။ချစ်တဲ့နှူကတော့မိုးမမြင်လေးမမြင်ပူကပ်ဖတ်တွေပြီးကလူကြီးဆဲပြီးသူမတို့ကြည့်ပြီးတော့လိုက်ဖတ်လိုက်တာလို့ရဲရဲတွေးမိတယ်။သူမလိုက်ကြည့်နေနေပဲမြင်ကွင်းကအောင်စင်းထွက်ရနေရနေတက္ကသိုလ်လို့ထင်ရတဲ့ကျောင်းတစ်ခုဖြတ်ခနဲပြောင်းသွားတယ်။လူငယ်အတွေ့ကတော့ကျောင်းတူပုံမပုံစောမြတ်ဝေယူနီဖောင်းဝေရတဲ့လူငယ်ရဲ့အကြောင်းလာတွေ့တာကိုသူမမြင်နေရပြန်တယ်။အဲ့ခဏတောက်ခနဲကျဲလောင်စွာခောက်လိုက်တဲ့အတန်ကြောင့်သူမအတန်လာရလှည့်ကြည့်လိုက်တော့မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့လူငယ်အတွေ့ကိုကားပေါ်နေကြည့်လျက်ရှိနေတဲ့ဦးထီကိုတွေ့လိုက်ရတယ်။ပုံရိပ်တွေကရုပ်ရှင်တကားကိုအမြန်ရင့်နေရလားတစ်ဖြက်ဖြက်ပျောက်ကွယ်ပြီးပြောင်းလဲသွားတယ်။အဲ့နောက်ခုနအိမ်ရဲ့အေကန်ထဲမှာဒေါ်သက်ဝေကျော်ဒေါသတွေထွက်လွန်တာကြောင့်တုံရင်နေတဲ့အတန်နဲ့စောမြတ်ဝေကိုတရေပေါ်အိတ်တရေနာစာ
ကြာမကျင်ရဲမိမဆိုပြီးတော့အော်ဟစ်ပြီးမျက်နှာတရဇက်ရိုင်းနေလျက်ရှိတာကိုလေသူမတွေ့တယ်။ဒီရုပ်နဲ့ငါ့သားမြူဆွဲတာနေရုပ်ကိုဖျက်ဆီးပြတ်မယ်။ကျုံသွားပြီးသပင်းတွေဆွဲလင်ပြီးကကြီးနဲ့ထိုးညက်လျက်ရှိတယ်။ရုံးကန်အော်ဟစ်ပြီးတောင်းပန်လျက်ရှိနေတဲ့မိန်းကလေးရဲ့ပေါင်သားတွေကိုသွေးတွေဖြာကနေထွက်လာတဲ့အထိကကြီးနဲ့ထိုးတယ်။မြင်ရတာကစိတ်မချမ်းမသာစရာဖြစ်တယ်ဆိုပြီးမဲ့ဘလို့မှမကဲနိုင်တဲ့အတွက်ရဲရဲလေးမျက်စိကိုသာမှိတ်ချလိုက်ရတယ်။ခဏကြာအတန်တွေတိမ်ဝင်သွားတာကြောင့်သူမမျက်စိပြန်ဖွင့်ကြည့်ရဲ့။စောမြတ်ဝင်းနဲ့လူငယ်တွေကကြော်ဝတ်အိတ်ကိုစီလွယ်ပြီးအဝေးပြေးကားတစ်စီးပေါ်တက်သွားတာကိုလည်းသူမမြင်ရတယ်။ကာလအတန်ကြာချစ်ခင်ပျော်ရွှင်စွာအတူနေကြတာတွေကတစ်ဖြက်ဖြက်သူမမြင်ရတယ်။ကြည်နူးစပွဲကျင်စာဦးလူငယ်နှစ်ဦးရဲ့ဘဝအစတိုက်ခန်းလေးတစ်ခုငှားပြီးအတန်ကြာအတူပေါင်းသင်းနေခဲ့ကြပုံပါပဲ။စောမြတ်ဝေကကိုဝန်ရှိနေတဲ့အကြောင်းဖွင့်ဟပြောတာကြောင့်ခလေးဖခင်လူငယ်ကအလုံဝမ်းသာပျော်ရွှင်နေရလဲသူမမြင်တယ်။အဲ့နောက်ရုတ်တရက်မှောင်မဲ့ကြပြီးဒေါ်သက်ဝေကျော်ရောက်လာပြီးတားဖြစ်တဲ့သူအတင်းပြန်ခေါ်နေရလဲတွေ့ရပြန်တယ်။နောက်ဆုံးပေါင်းရပါစီမယ်လို့ကတိပေးပြီးစောမြတ်ဝေကပါခေါ်သွားတယ်။လူငယ်နှစ်ယောက်ကမိခင်ကြည့်ပြပြီးအထင်နဲ့အေးချမ်းစွာပေါင်းဖက်ရတော့မယ်လို့တွေးခဲ့ကြဟန်တူတယ်။ရိုးသားစွာပျော်ရွှင်ပြီးဒေါ်သက်ဝေကျော်ခေါ်ရစီလိုက်သွားကြတယ်။သူတို့ကိုကြည့်ပြီးတော့မလိုက်နဲ့လို့ရဲရဲရောင်ရမ်းပြီးတော့မှអော်လိုက်မိတယ်။အဲ့နောက်အခုခေတ်ကဖွင့်ထားတဲ့ခြံကအဆောင်မဆောက်မီအနေထားတိုင်းနှစ်ထပ်အိမ်ကိုပြုပြင်ပြီးရန်ကုန်ကနေပြောင်းရွှေ့လာကြတဲ့ပုံနဲ့ဟော်နန်းဟောင်းကြီးနဲ့စနကူးပင်ကြီးဖဖဝေပြီးသူမရဲ့မြင်ကွင်းနဲ့ရောက်လာတယ်။ဒေါ်သက်ဝေကျော်ရဲ့ချွေးမပေါ်အတိမတ်မပြုတ်ချိုးနေအနိုင်ကျင့်မုံတွေဒေါ်ခန်းနဲ့ဦးထီယာပါသခင်အားရကြုံပါဝဝိုင်းပြီးဖိနေကြပုံတွေအဖြစ်ပြက်တစ်ခုချင်းစီတိုင်းကိုရုပ်ရှင်ကြည့်နေရတဲ့အလားသူမမြင်ရတယ်။စောမြတ်ဝေခမလင်ကိုချစ်တဲ့စိတ်ကျေးဇူးရှင်ရောက်ခမအောင်မလှန်ရဲအောင်ကြောက်တဲ့စိတ်အပြင်ခလေးမွေးလာရင်လေညီရဲ့မျက်နှာမြင်အစဉ်ပြေသွားမှာပါဆိုရဲညှော်လင့်ချက်နဲ့ဒုက္ခပေါင်းစုံကိုရန်ကုန်တနန်းများတက်ဖို့အတွက်မကြာခဏဆင်းသွားလေးရှိတဲ့လင်ဖြစ်သူမသိအောင်အတန်တိတ်ကျိတ်ပြီးတော့စရောကိုပါခါးစီးခံခဲ့ရရှာတယ်။အဲ့နောက်စောမြတ်ဝေကိုဝင်ရင်မှလူငယ်လေးကိုဩစတြေးလျထွက်ဖို့အတွက်အတင်းစီစဉ်တဲ့ပုံတွေပေါ်လာတယ်။ဟိုမှအခြေကျရင်လှမ်းခေါ်မယ်သမီးရဲ့မောင်တို့နှစ်ယောက်ရဲ့ဘဝတစ်ခုထူထောင်ကြမယ်ဆိုရဲလင်းသားရဲ့ဂရိတလုံးကြောင့်စောမြတ်ဝေခင်မျက်ရည်လေရွဲနဲ့မတားရဲ့မတားဖို့ကြံခဲ့ရတာကိုကြည့်ပြီးရဲရဲရဲ့မျက်ရည်တွေဘိုးပေါက်ကျလာတယ်။တားဖြစ်သူအင်အားထွက်သွားတဲ့စောမြတ်ဝေအတွက်ငရဲကန်ကိုတကားဖွင့်ပြီးတော့ဒေါ်သက်ဝေကျော်တယောက်အစင်သင့်ဆောင်ရပါခိုးပြေးကြစဉ်ဟာတားဖြစ်သူကငယ်ရွယ်လွန်းတာကြောင့်မမြင်ဘူးမူမြတ်ချိန်ကတာယာမိကျန်တာဖြစ်ကြောင်းဩစတြေးလျမှာမိမိသဘောကျချွေးမလောင်ရှိပြီးဖြစ်ကြောင်းကြောင်းပြီးရင်လက်ထပ်ပေးမှဖြစ်တာကြောင့်ကိုဝန်ကိုဖျက်ချပြီးတားကိုအဆက်အသွယ်ဖြတ်ပေးဖို့အတွက်စောမြတ်ဝေကိုဒေါ်သက်ဝေကျော်ကအတင်းကျပ်ခိုင်းနေရကိုလက်ကစောမြတ်ဝေလက်မခံတာကြောင့်ဖုန်းကင်ခွင့်အပြင်ထွက်ခွင့်မပြုတော့ဘဲအိမ်အပေါ်ရက်မှာချုပ်ထားပြီးကိုဝန်ပျက်စီးစေဖို့အတွက်ဦးထီယာရိုက်နှက်ကန်ကြောက်ပြီးတစ်မျိုးစေးများချုပ်ပြီးအတင်းတိုက်ပြီးတဖုံညှင်းဆဲကြတာကိုလည်းစောမြတ်ဝေကလာရမှာမိမိရင်သွေးအသက်ဆုံးရှုံးမှာဆိုရင်လာကြောင့်ကွာရှင်းပေးပါမယ်ကိုဝန်ကိုတော့မွေးပြစီဆိုပြီးသူတို့ကိုကြော့တောင်းမှန်နေရအောင်လက်ကရရဲမြင်ရပြန်တယ်စောမြဝေတောက်ဘိုက်ကိုပိုက်ပြီးတော့အညိုမဲဆွဲဒဏ်ရာတန်ကျက်ပရက်ပွားတုံရင်နေရဲ့လက်တွေမျက်ရည်အရွှဲသားနဲ့ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီးဒေါ်သက်ဝေကျော်နှုတ်တိုက်ချပြီးတဲ့အတိုင်းမိမိသဘောနဲ့ကိုဝန်ကိုဖျက်ချလိုက်ပြီးဒေါ်သက်ဝေကျော်စီကနေနစ်နာချင်းငွေရတာကြောင့်ကိုလန်းကိုလျှောက်သွားပြီးဖြစ်ကြောင်းစာရေးပေးနေရတာကိုကြည့်ပြီးရဲရဲဒေါသထွက်လွန်တာကြောင့်ဒေါ်သက်ဝေကျော်ကိုအယုဒ္ဓအနတ္တများပင်ဆဲဆိုမိပါရယ်စောမြဝေရဲ့ကံကြမ္မာဆိုတော့အိမ်မာရင်ပဲရမသွားရှာခဲ့ပါဘူးလိုချင်တာရပြီးပေမဲ့ကျွေးမွေးဆောင်ရှောက်ကြောင်းထားပေးခဲ့တဲ့ကျေးဇူးမှမထမိမိရဲ့တိုးရီတော်သားကိုမြှုပ်ဆွဲအညွန့်ချိုးရဲဆိုပြီးတယူတန်အတ္တနဲ့မုံညိုထားလျက်ရှိနေတဲ့ဒေါ်သက်ဝေကျော်ရဲ့ဒေါ်သားကတော့အနာသက်မရှိပြင်းထန်လာတယ်။ငကိုရေယာမှလက်ရဲစက်ရဲလက်ဆလက်နာရှိရသူထမရဲ့ဒေါ်ခန်းနဲ့ဦးထီရဲ့အကူကြီးနဲ့ရှစ်လကျော်ကူလာခန့်ကိုဝန်တဲ့ကိုချုပ်နှောင်ပြီးမေးဆေးပေးပြီးတော့ဘိုက်ဖွင့်တအိတ်ဖွင့်ပြီးခလေးကိုဆွဲထုတ်တယ်တတိလက်မသွားမီနောက်ဆုံးစက္ကန့်တိုင်အောင်အားရှိသမျှရုံးကန်အော်ဟစ်ပြီးမိမိရဲ့ကလေးကိုရှင်ဝင်ပေးဖို့အတွက်တောင်းပန်လျက်ရှိနေတဲ့စောမြတ်ဝေရဲ့အတန်ကရဲရဲရဲ့အသိနှလုံးဓာတ်နဲ့မှုန်းနေတယ်လို့ခံစားရတယ်။မခွဲခင်ရရပဲမိခင်မှာကြိမ်ဖန်များစွာရိုက်နှက်ကန်ကြောက်ခံထားတဲ့တန်ကြောင့်ကလေးကတော့အသက်မရှင်ရှာဘူး။စောမြတ်ဝေကတတိပြန်ပြီးလေလာနဲ့အယူတစ်ပိုင်းခံစားရရှာတယ်။သွေးပြက်ချင်စရာစိတ်တော်ကတွေကြောင့်စိတ်လွတ်ပြီးစကားတော်မှာဟဟမပြောနိုင်ရှာတော့ဘူးဖိုက်ခွဲထားတဲ့မီးနေတဲ့ကိုထွက်ပြေးမှဆိုတာကြောင့်အခန်းတွက်မှာဆက်ပြီးချုပ်ထားကြပြီးဒေါ်သက်ဝေကျော်အလုပ်ရှိရာကြောင့်အပြင်သွားတဲ့အချိန်လေးမှာသွေးနုသားနုအနာမကျက်ရှာသေးတဲ့စောမြတ်ဝေကိုဦးထီယာအချင်းချင်းအာရမပြုကျင်တာကိုလည်းဆက်ဆုပ်စပွဲရဲရဲမြင်ရတယ်။အဲ့ဒီအမျိုးသမီးခန်းစားခဲ့ရတဲ့ဒုက္ခဆင်းရဲတွေမြင်ပြီးတော့စိတ်ခိုင်လာတဲ့ရဲနွယ်လွင်ပြုတ်အံချလူမတက်သွေးပြက်နေရပြီ။
စောမြဝေမခံနိုင်တဲ့ဆုံးပရင်ကနေခုံချထွက်ပြေးတဲ့အခါလွတ်လွတ်ကင်မှာပဲပြောင်းကင်းထဲမှာဦးထီရဲ့လက်ထဲပြန်မိပြီးရုံရဲဆန်ခတ်ဖြစ်ကြပြီးနောက်ဆုံးမှာတော့သူမကိုချုပ်ထားခဲ့တဲ့အခန်းတွင်းမှာရှိတဲ့အလှပြမှန်ပြီးတော့အတွင်းမှာသူမယူခဲ့တဲ့ငွေတစ်မြောင်နဲ့ပဲရဲဆက်ဆက်အချက်ပေါင်းများစွာအထိုးခံလိုက်ရတာကိုမြင်ပြီးရဲလေးရှိုက်ကြီးတငယ်ငိုချလိုက်မိပါတော့တယ်။ညနာကိုလဝါတဲ့ထဲလျက်ငိုနေရင်းနဲ့တုတ်အတန်ကြားအကြောင်းသူမမနေနိုင်ကြည့်မိပြန်တယ်။ဦးထီတယောက်12ကူးပင်တောင်ပန်းရွံမှာ6ပေခန့်မြေကျင်းတစ်ကျင်းကိုတူးလျက်ရှိနေတာရဲမြင်ရတယ်။ရက်ဆက်လိုက်ကြဟဲ့လှုပ်ပြလိုက်ကြတာတဖွာဖွာရွံရင်နဲ့စောမြတ်ဝေကိုမြေပေါ်ပက်လက်ချထားရကိုသူမသွားပြီးတော့ကြည့်တယ်။သူမကိုမြုပ်ဖို့အတွက်ကျင်းတူးနေတဲ့အချိန်စောမြတ်ဝေကတော့အသက်မထွက်ရှာသေးဘူး။မလမရှားနိုင်ပက်လက်ကနေသူမအပေါ်တက်ထင်တာလျက်ရှိနေတဲ့လာမင်းကြီးကိုကြည့်ပြီးလာပြညာပဲလို့လေတံနဲ့ရေရွတ်တယ်။ဦးထီကသူမကိုဆွဲပြီးမြေကျင်းထဲကိုချတယ်။နင့်သမီးလဲနင့်ပေးမှာပဲ။သားမီတသိန်းချိုင်းနဲ့မြုပ်ပေးထားတယ်။ဦးထီရဲ့အော့နှလုံးနာစပွဲရှိတဲ့ကြောင့်ရဲဒေါသမထိန်နိုင်တော့ပဲဦးထီကိုအတင်းရှိုက်ပုတ်တယ်။ဒါပေမဲ့လေကိုထိုးရတဲ့အလားအရာမထင်ဘူး။ဒီမိန်းကလေးရဲ့အဖြစ်ဆိုကမိမိကဘလို့မှမကူညီနိုင်ပဲနဲ့ပွဲကြည့်နေရတယ်လို့မျိုးရဲကြည့်နေရတာကိုအားမလို့အားမရဖြစ်စွာနဲ့သူမလည်းတောက်တစ်ချက်ခောက်လိုက်တယ်။အသက်မထွက်သေးပဲနဲ့မြေမြုပ်ခံနေရတာကိုဘလို့မှမတုံ့ပြန်နိုင်တော့ပဲမလို့ကြပါနဲ့လို့သာအသက်မထွက်ပဲတောင်းပန်နေရှာတဲ့စောမြတ်ဝေကိုကြည့်ပြီးရဲကိုယ်တိုင်မွန်းကျက်လာတယ်။မခံစားနိုင်တဲ့အစုံမျက်စိစုံမိတ်ချပြီးပြန်ဖွင့်လိုက်တဲ့ခဏမြေကျင်းထဲကစောမြတ်ဝေနေအောင်မိမိကိုယ်တိုင်ရောက်လျက်ရှိနေအောင်သူမအလန့်တကြားသိလိုက်ရတယ်။မျက်နှာပေါ်ကိုယ်ပေါ်တအီကျလာနေတဲ့မြေဆိုင်ခဲတွေကိုရုံးကန်ပြီးတော့စူးစားဖယ်ပြီးမဲ့သူမရဲ့လက်တွေချီတွေတုတ်မှလှုပ်လို့မရအောင်အသက်ရှူဖို့အတွက်လုံလောက်တဲ့လေမရတော့တာကြောင့်မျက်လုံးတွေကလည်းပျောက်ဝီရနေမှောက်ကျလာပြီးတတိဌာနေရင်မှပဲလူကနေမြင့်လွင့်ပါလျက်ပိမ့်ပိတ်တဲ့အမောင်တူစီကိုကရင်မော်ပလက်ကနေဝူဝါဝါရုံးကန်နေတဲ့ရှင်းတွေလေးငင်းကျသွားတဲ့အထိဦးထီကလက်ကင်ဘွားမဖယ်သေးဘူးတော်တော့တည်သွားမှပို့ဆိုမယ်လောလောဆယ်ရှင်နေမှဖြစ်မှာဖယ်တော့နောက်မှဒေါ်ခန်းရဲ့ဟန်နဲ့အတန်ကြောင့်ဦးထီကလက်ကင်ဘွားကိုဖယ်ပြီးတော့သတိလစ်နေပြီဖြစ်တဲ့ရဲမျက်နှာတေချာလေးငုံကြည့်တယ်သူလဲလှတာပဲဦးထီရဲ့စကားကြောင့်အခန်းဝမှာရက်ပြီးအတန်ပလံနားဆွင့်လျက်ရှိနေတဲ့ဒေါ်ခန်းစက္ကနဲလှည့်ကြည့်ပြီးတနာယူကလမ်းဆဲပါတယ်အချိန်ကတော့မနက်2 နာရီထိုးလူပါပြီခေဟာအဆောင်ခန်းတွေကတကားအလုံးပေးပြီးတချို့အခန်းတွေအတွင်းကနေဟောက်တန်နေအောင်မှကြားနေရပြီရပြီတဲလာခဲ့တော့ဒေါ်ခန်းရဲ့စကားဆုံးတာနဲ့ဦးထီကရဲရဲ့ခန္ဓာကိုယ်လေးကိုပွေးချပြီးအခန်းထဲကနေထွက်လိုက်တယ်ဒေါ်ခန်းအနောက်ကနေလိုက်ထွက်ပြီးတကားကိုအပြင့်တက်ခတ်ပြီးတော့ဦးထီရဲ့ဘောင်းမီအိတ်ထဲကိုထည့်လိုက်ရင်ဆမကြီးဆောင်နေတော့စမဒီမှာလှုပ်ရှားရှိနေသေးတယ်သူ့စီစဉ်ပြီးအောက်ကိုပြန်ဆင်းလာပြီးအခန်းထဲသူ့ပစ္စည်းတွေကိုစတိုထဲပြောင်းထည့်ထားလိုက်အပြောင်သာရှင်းပြန်သွားတယ်လို့မျိုးအတန်တော့တိတ်မထွက်စေနဲ့မှားတယ်ဦးထီကစောတကမတက်ပဲကြော့ခွေနေရှာတဲ့ရဲကိုပွေလျက်မှပေါ့ပါစွာပဲစေကန်းရှိရာနှစ်ထပ်အိမ်ဘက်ကိုဆက်ပြီးတော့ရှောက်သွားတယ်ဦးထီကနှစ်ထပ်အိမ်ရှိတကားကိုကိုနဲ့တုံဖွင့်ပြီးဝင်သွားတဲ့အထိအဆောင်ထိပ်မှာရက်ပြီးတော့စောင့်ကြည့်နေပြီးမှအဆောင်ခန်းမကြီးဘက်ကိုပြန်လှည့်လာပြီးတက်ချွေအခန်းကိုသူမတကားခောက်လိုက်တယ်3 ခါခန့်ခေါက်မှအထက်ကဘသူလဲလို့မေးတန်ထွက်လာတယ်ဒေါ်ခန်းလို့သူမအတန်ပြန်နေဖြေပြီးစောင့်နေလိုက်တယ်မကြပါဘူးတကားဝမှာမတ်တက်ထားတဲ့တက်ချွေရဲ့မျက်နှာပေါ်လာတယ်ညအချိန်မတော်ဒေါ်ခန်းရောက်လာတာကြောင့်သူမလည်းမျက်လုံးတွေကထိတ်လန့်နေဟန်ရှိတယ်ဒေါ်ခန်းကတကားကိုတွန်းပြီးတက်ချိုကြောပြီးအတွင်းကိုဝင်ပြီးတော့တက်ချိုနဲ့ဆွေးနွေးကြလေးရှိလို့ဒီချိန်လာခဲ့တာပြောရင်းနဲ့မျက်လုံးတွေကိုမှီလျက်အေးဆက်စွာပြုံးပြီးတကားဝမှာကြောင်တောင်တောင်ရက်လျက်ရှိနေတဲ့တက်ချိုလှည့်ပြီးတော့ကြည့်လိုက်တယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်း2ကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရမှာတော့ကြန့်ရှိနေသေးတဲ့စက်သိမ်းမိုက်ကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နာဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်